ဒီနေ့မနေ့မှာဘုရားခင်ကျမရဲ့နှလုံးသားထဲမှာပေးထားတဲ့နှုတ်ကပတ်တော်တစ်ခုကိုကျမပြန်လည်ပြီးတော့အသင်းတော်ကိုဝင်ငှခြင်းတယ်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မသွားခင်ယုံဆုံးကျမဒါလေးကိုနည်းနည်းသိစေခြင်းတယ်ကျမတို့ယေရှုခရစ်တော်ကိုမမီရဲ့ကယ်တင်ပါရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာကျမတို့ဟာဝိညာဉ်နယ်ပယ်ထဲမှာအပြောင်းလဲဖြစ်သွားတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်ထဲမှာအတီးလင်းဖော်ပြထားတယ်အမောင်ထဲကနေဘယ်ကိုရောက်လဲအလင်းထဲကိုရောက်တယ်အာမင်ဇာတိနဲ့ဆိုင်တဲ့အရာကနေဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေကိုရောက်ရှိလာတာဖြစ်တယ်ဒါပေမဲ့တစ်ခါတည်းကျမတို့ကကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်းမှာကျမတို့ရဲ့ဆွဲလန်းခြင်းတွေကဘယ်ထဲမှာဖြစ်တတ်တယ်လဲဆိုတော့ငါတို့ကလောကထဲမှာပဲရှိတာပဲဆိုတဲ့အတွေးခေါ်ထဲမှာကျမတို့ဂျောင်ပိတ်မိနေတတ်တယ်ဒါကြောင့်ဒီနေ့ဘုရားသခင်ကအမြဲတမ်းသတိပေးတယ်ကျမတို့တယောက်ချင်းစီဟာဝိညာဉ်လူဖြစ်တယ်ကိုဗစ်နာမှာရှေ့သူကိုပြောသင်ဟာဝိညာဉ်လူဖြစ်တယ်ဝိညာဉ်သဘောနဲ့ပြည့်စုံတဲ့သူဖြစ်တယ်ဝိညာဉ်တကိုးနဲ့ပြည့်စုံတဲ့သူဖြစ်တယ်ဝိညာဉ်တော်ရဲ့အလေးလာကိုနားလေသဘောပေါက်တော်သူဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတွေးခေါ်ထဲမှာအမြဲတမ်းရှိရမယ့်အရာတစ်ခုကဘာလဲဆိုငါဟာကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်းမှာငါကဇာတိနဲ့မဆိုင်တော့ဘူးဟာလေလုယာငါတို့ကလောကနဲ့မဆိုင်ဘူးဒီလိုစဉ်းစားရမှာငါတို့ကလောကနဲ့မဆိုင်ဘူးငါတို့လောကထဲမှာတော့ဘုရားကထားတယ်ဒီလောကကိုမှောက်လှန်ဖို့ရန်အတွက် assignment ပေးပြီးတော့ထားတာဒါပေမဲ့ဒီလောကနဲ့ကျမတို့ကနော်ရှင်တွဲပြီးတော့ဒီလောကထဲမှာကျမတို့ကနစ်မွန်းသွားဖို့ရန်အတွက်ဘုရားကကျမတို့ကိုဒီလောကထဲမှာနေရာချတာမဟုတ်ဘူးဒါကိုယုံစုံနားလေစေခြင်းနဲ့ကျမတို့ကိုဘုရားသခင်ကဘယ်လိုနေရာမှာချထားတယ်လဲဆိုတော့မြေကြီးနဲ့မဆိုင်တဲ့မြေကြီးရဲ့အထက်ကောင်းကင်ရဲ့အထွတ်မှာကျမတို့ကိုနေရာချထားတယ်တဲ့အခွင့်တကောအာနာဇက်အားလုံးရဲ့အထိတ်အထွတ်မှာကျမတို့ကိုထားထားတာဖြစ်တယ်အာမင်အဲ့ဒါကကျမတို့ရဲ့ဖြစ်ခြင်းအဲ့ဒါကကျမတို့ရဲ့တန်ဖိုးအဲ့ဒါကကျမတို့ရဲ့ original ဘုရားသခင်ထားထားတဲ့နေရာဖြစ်တယ်ဒါကြောင့်ကိုမြင်တဲ့အခါမှာဘယ်လိုမြင်ရမလဲဆိုတော့ငါကမြေကြီးရဲ့အထက်မှာရှိတော်သူဖြစ်တယ်ငါဟာကောင်းကင်တကောရဲ့အထက်မှာရှိတော်ပုဂ္ဂိုလ်ဖြစ်တယ်အခွင့်အာဏာအားလုံးကိုယေရှုခရစ်တော်ခံရတဲ့အတွက်ကြောင့်မလို့ငါဟာယေရှုပိုင်ဆိုင်သောအခွင့်အာဏာအားလုံးကိုပိုင်ဆိုင်သောပုဂ္ဂိုလ်ဖြစ်တယ်အာမင်အဲ့တော့ဒီလိုမျိုးကျမတို့ရဲ့အတွေးခေါ်ထဲမှာစတင်ပြီးတော့စဉ်းစားတွေးခေါ်တတ်ပြီးနှုတ်ကပတ်တော်ကိုအတွေးခေါ်ထဲမှာစတင်ပြီးတော့ဆင်ခြင်လိုက်ပြီးဆိုရင်ကျမတို့ဒီနေ့ဒီလောကမှာအသက်ရှင်တဲ့ပုံစံပြောင်းလဲလာလိမ့်မယ်ဟာလေလုယာကျမတို့ရဲ့လှုပ်ဆောင်ချက်တွေပြောင်းလဲလာလိမ့်မယ်အာမင်အဲ့တော့တမန်ကျမ်းစာထဲမှာပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာယောဟန်ခရစ်ယာန်ခန်းကြီး16ခန်းငယ်12ကနေ73မှာဒီလိုပြောထားတယ်ယေရှုခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုပြောခဲ့တာဖြစ်တယ်ဒါလေးကိုဖတ်ရအောင်သင်တို့အားငါပြောစရာစကားအများရှိတော်လေသင်တို့သည်ယခုမခံနိုင်ကြရပြီအဲ့ယေရှုကသူ့ရဲ့တပည့်တော်တွေကိုဘာပြောလဲဆိုတော့ငါမှမင်းတို့ကိုသင်ပေးခြင်းတဲ့အရာကောင်းကင်နဲ့ဆိုင်တဲ့အရာဖွင့်ပြချက်တွေအများကြီးကြံနေသေးတယ်တဲ့ဒါပေမဲ့ငါပြောလိုက်မယ်ဆိုရင်မင်းတို့ရဲ့အတွင်းထဲမှာခံနိုင်ရခြင်းရှိမှာမဟုတ်ဘူးတဲ့လက်ခံနိုင်တဲ့ capacity လို့ခေါ်တဲ့ခံတဲ့ခွက်မကျယ်ဝန်းသေးဘူးအတွေးခေါ်မကျယ်ဝန်းသေးဘူးနှလုံးသားမကျယ်ဝန်းသေးဘူးလို့ပြောနေတာဘာကြောင့်လဲဆိုတော့ဒီမှာဆက်ပြီးတော့ပြောထားတယ်တမန်တရားနဲ့ဖတ်ပါဦးပြည့်စုံသောဝိညာဉ်တော်သည်ရောက်လာသောအခါတမန်တရားကိုသင်တို့အားအကျွမ်းမဲ့သွန်သင်ပြသလိမ့်မည်ဟာလေလုယာအဲ့တော့ခုနကလေးတွေလည်းတန်ရှင်သောဝိညာဉ်တော်နဲ့ဆိုင်တဲ့ကျမ်းစာကိုဝိညာဉ်တော်ဘုရားရဲ့လှုပ်ဆောင်ချက်ကိုအစအဆုံးဆိုသွားတဲ့အခါမှာကျွန်မ shock ရတယ်ဘာဖြစ်လို့လဲဆိုတော့ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင်ဒီနေ့မနေ့မှသူတို့အဲ့ဒီကျမ်းစာဆိုလိုက်မယ်လို့ကျွန်မမသိထားပါဘူးဒါကြောင့်မလို့ကျွန်မအောက်ကနေပြီးတော့ဝိညာဉ်တော်ဘုရားအလုပ်လုပ်တဲ့အရာကိုအော်မိန်မောနေုံကလွဲပြီးတော့ကျွန်မဘာမှမတတ်နိုင်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်မကဒီနှုတ်ကပတ်တော်ကိုနော်ဝင်ငါဖို့ရန်အတွက်ဝိညာဉ်တော်ဘုရားကကျွန်မကိုတနေ့ကမှနိုးဆိုတာတခြားသောအရာကိုကျွန်မဝင်ငါဖို့ရန်အတွက်နှုတ်ကပတ်တော်တစ်ခုရှိပြီးသားဖြစ်တယ်ဒါပေမဲ့ဝိညာဉ်တော်ဘုရားကကျွန်မတို့လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့အရာကိုအချိန်ကိုက်အချိန်မီဖွင့်ပြတော်ဘုရားဖြစ်တယ်အာမင်အဲ့ဒီနေရာမှာဘုရားကဘာပြောလဲဆိုတော့ယေရှုကငါပြောမယ့်စကားကိုမင်းတို့လက်ခံနိုင်တဲ့နော်အခြေအနေမရှိသေးဘူးဘာဖြစ်လဲဆိုမင်းတို့အထဲထဲမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုမရသေးလို့တဲ့ဘုရားသခင်ရဲ့နတ်နေခြင်းကိုနားလည်နိုင်ဖို့ရန်အတွက်ဘုရားသခင်ရဲ့နော်ဖွင့်ပြချက်တွေကိုသဘောပေါက်သွားဖို့ရန်အတွက်အဓိကလှုပ်ဆောင်ပေးတဲ့ပုဂ္ဂိုလ်ဟာတန်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်တယ်
အာမင်အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ဖခင်ကိုရတဲ့အချိန်ကြမှာတပည့်တော်တွေကယေရှုဘာပြောတယ်လဲဆိုတဲ့အရာကိုနားလည်တာတဲ့သူတို့ယေရှုကိုတော့ရကြပါတယ်ယေရှုခရစ်တော်နဲ့ယဉ်နီးကြပါတယ်ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့ဝိညာဉ်ကိုသူတို့မရသေးတဲ့အခါမှာယေရှုခရစ်တော်ထပ်ပြောမယ့်အရာဖခင်ရဲ့နက်နဲခြင်းကိုသူတို့လက်ခံနိုင်တဲ့အတွေးခေါ်ဉာဏ်ပညာနှလုံးသားမရှိကြဘူးဒါကိုယုံဆုံးနားလေစေချင်တယ်ဒါပေမဲ့အခုဒီမှာရှိတဲ့မိသားစုဝင်တယောက်ချင်းစင်ဟာသခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပါရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးပြီလားယုံကြည်လက်ခံပြီးပြီဆိုဘသူရဲ့ဝိညာဉ်ကိုရလဲကျင်းသေးလားသင်ဘသူရဲ့ဝိညာဉ်ကိုရလဲဖခင်သခင်ရဲ့ဝိညာဉ်တော်လို့ခေါ်တဲ့တန်ရှင်းသောဝိညာဉ်တော်ကိုသင်ကခဏတစ်ဖြုတ်ရတာလားအပိုင်ရတာလားခဏတစ်ဖြုတ်ရတာလားအပိုင်ရတာလားအပိုင်ရတာဖြစ်တယ်အာမင်ဒါမဲ့ဖခင်ရဲ့ဝိညာဉ်တော်ကိုအပိုင်ရရဲ့သားနဲ့တချို့သောသူတွေရဲ့အသက်တာထဲမှာဖွင့်ပြလဲနားမလဲသဘောပေါက်မပေါက်တဲ့သူတစ်မျိုးကြံသေးတယ်တဲ့ဟယ်လိုယေရှုခရစ်တော်တန်ရှင်းသောယေရှုခရစ်တော်ရဲ့ဝိညာဉ်ဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ကကျမတို့အထဲထဲမှာတစိတ်ခတ်ခြင်းအထဲထဲမှာကျင်းဝတ်ခြင်းကိုကျမတို့ခံလျက်နဲ့ဒီနေ့ဖခင်ထပ်ပြီးတော့ဖွင့်ပြနေတဲ့အရာတွေကိုနားမလည်နိုင်တဲ့လူတစားကြံသေးတယ်တဲ့နှုတ်ကပတ်တော်ကျမသွားမယ်နှုတ်ကပတ်တော်မရောက်သေးဘူးနော် intro ပဲရှိသေးတယ်ကိုရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး2အခန်းငယ်14ကနေ15ကိုဖတ်ရအောင်အတူတူကဖတ်ရအောင်1 2 3ဇာတိပဂရိလူသည်ဖခင်သခင်၏ဝိညာဉ်တော်အရာတို့ကိုမခံမယူထိုအရာတို့သည်မိုက်သောအရာဖြစ်သည်ဟုထင်တတ်၏ထိုအရာတို့ကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပဂရိလူသည်နားမလည်နိုင်ကြဲကြဲလေးဝိညာဉ်လူမူကားထိုအရာအလုံးစုံတို့ကိုပိုင်းခြား၍နားလည်တတ်၏သို့တော်လည်းထိုလူကိုအဘယ်သူမျှပိုင်းခြား၍မသိနိုင် It's very deep ဖခင်ကဘာပြောနေဆိုဇာတိအကြောင်းကိုပဲစဉ်းစားဇာတိထဲမှာပဲမွေ့လျော်ဇာတိအတွက်ပဲအသက်ရှင်နေတဲ့သူတွေကတော့တဲ့ဝိညာဉ်တော်နဲ့ဆိုင်တဲ့အရာကိုလက်ခံနိုင်မှာမဟုတ်ဘူးတဲ့ခံယူခြင်းစိတ်လည်းမရှိဘူးတဲ့တရှင်သောဝိညာဉ်တော်ဖခင်ရဲ့အကြောင်းကိုပြောပြီးဆိုသူတို့ကဘလို့ပဲအတွေးခေါ်ထဲမှာပေါ်လာတယ်ဆိုတော့မိုက်မဲတဲ့အရာတွေရုပ်တိမရှိတဲ့အရာတွေလို့ပဲသူတို့ကတွေးထင်တယ်တဲ့အဲ့ဒီနေ့ကိုစမ်းစစ်ရအောင်ဟာလေလုယာဒီဟာတရှင်သောဝိညာဉ်တော်ဖခင်နဲ့ဆိုင်တဲ့အရာကိုလက်ခံနိုင်ဖို့ရန်အတွက်တဲ့မှာ capacity လို့ခေါ်တဲ့နှလုံးသားမရှိသေးဘူးအတွေးခေါ်ပြင်ဆင်မှုမရှိသေးဘူးဆိုတင့်ကိုတင်စင်ကြင်ဖို့အတွက်အရေးကြီးနေပြီနှုတ်ကပတ်တော်ကတင့်ကိုပြောနေတယ်ဇာတိနဲ့ဆိုင်တဲ့အရာတွေထဲမှာပဲတင်နှစ်မွန်းနေပြီလားဒီနေ့နှုတ်ကပတ်တော်ကတင့်ကိုသတိပေးနေတာဖြစ်တယ်အာမင်ဇာတိနဲ့ဆိုင်တဲ့သူကိုတွားပြီးတော့တင်မယ်ဆိုလို့ရှိရင်သူကဘလို့ပုံစံဖြစ်နေမလဲဆိုတော့နှစ်ကလေးလေးကို theology နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ကိုအကြီးအကျယ်သင်ချပေးသလိုဖြစ်နေလိမ့်မယ်သူ့ရဲ့အတွေးခေါ်ကမလိုက်နိုင်ဘူးသူနားမလည်နိုင်ဘူးသူစိတ်မဝင်စားဘူးဒီနေ့စီးရီးတင်တော်ထဲမှာရှိနေတဲ့ညီကောင်မောင်မများ online ပေါ်မှာကြည့်နေတဲ့ညီကောင်မောင်မများသင်ဟာဝိညာဉ်ပဂတိလူဖြစ်တယ်အာမင်ဒါကြောင့်ခုကျွန်မပြောနေတဲ့အရာကိုဝိညာဉ်တော်ဘုရားကတင့်ကိုဖွင့်ပြနေတာဖြစ်တယ်ဒီအခန်းထဲကသင်မထွက်သွားဘူးဆိုတဲ့သဘောတရားကသင်ဟာဝိညာဉ်လူဖြစ်ကြောင်းကိုပုံသက်သေနဲ့နော်ဒီနေ့သက်သေထူလိုက်ခြင်းပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေရာမှာဘုရားကဘာပြောထားလဲဆိုတော့ဝိညာဉ်လူကတော့တဲ့ဝိညာဉ်တော်ဘုရားဖွင့်ပြတဲ့အရာအလုံးကိုပိုင်းခြား၍နားလေတယ်တဲ့ဘာပြောနားလေနေတာ तू ကရောက်နေတာအာမင်ထိုလူကိုအဘယ်သူမျှပိုင်းခြား၍မသိနိုင်ဒါပေမဲ့အခြားသောဇာတိနဲ့ရှင်တဲ့ဒီလောကအကြောင်းကိုပဲစဉ်းစားဒီလောကထဲမှာပဲမွေ့လို့ဒီလောကနဲ့ဆိုင်တဲ့အရာအတွက်ပဲအသက်ရှင်နေတဲ့ပုံကိုယ်တွေကတော့တဲ့ဝိညာဉ်တော်နဲ့တွာလာတဲ့သူတွေကိုဘယ်တော့မှခံမှန်းလို့မရဘူးတဲ့ unpredictable ဝိညာဉ်နဲ့ပဲအကြောင်းကိုပဲစဉ်းစားနေဆိုပါစို့မနဲ့မိုးလင်းလာတာနဲ့ကျွန်တော်တို့ရဲ့အတွေးခေါ်ကိုပြောင်းကြည့်မယ်ငါဟာတန်ရှင်သောဝိညာဉ်တော်နဲ့ဖြည့်ခြင်းကိုခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီလိုစဉ်းစားမယ်ဟာလေလုယာတန်ရှင်သောဝိညာဉ်တော်ရဲ့အသီးတွေနဲ့ငါပြည့်စုံတယ်တန်ရှင်သောဝိညာဉ်တော်ဖျားသဘောတွေနဲ့ငါပြည့်စုံတယ်တန်ရှင်သောဝိညာဉ်တော်ဖျားရဲ့တကိုးနဲ့ငါပြည့်စုံတယ်ဆိုတော့အတွေးခေါ်နဲ့သင်ကထလာအဲ့ဒီသဘောနဲ့ပဲငါပြည့်စုံခြင်းနဲ့ဆိုတော့စိတ်အားကြီးခြင်းနဲ့သင်ထလာ
ဒီအဲ့ဒီမှာအသက်ရှင်တဲ့ပုံစံကိုဒီလောကမှာရှိသူကနားမလည်နိုင်ဘူးတဲ့အလုပ်ကိုသွားတယ်အလုပ်ထဲမှာဆိုပါစို့ကြီးမားတဲ့ပြဿနာတစ်ခုတွေ့တယ်ကုမ္ပဏီကဒေဝါလီခင်ရတော့မယ့်အခြေအနေမှာသင်ကဘယ်လိုစဉ်းစားနေလဲငါ့ကိုဝိညာဉ်တော်ဘုရားကဥဆောင်နေတယ်ဒီလိုစဉ်းစားနေလားဝိညာဉ်တော်ဘုရားကငါ့အတွက်လမ်းအသစ်တွေကိုပဲဖွင့်ပေးနေတာဘာလို့ဆိုတော့ကပောက်ကျန်ခန်းကြီး1ခန်းငယ်1ကနေ2ကိုကြည့်လိုက်မယ်ဆိုအစာအုပ်နဲ့ဘုရားသခင်ဒီကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏အာမင်တခါတည်းနဲ့ရရက်ကိုမောင်မိုက်ဖုံးလွှမ်းတဲ့အခါမှာတရှင်သောဝိညာဉ်တော်ဟာရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတယ်ဆိုပြီးတော့ဖန်ဆင်းခြင်းအစကိုသင်တွေ့ရလိမ့်မယ်ဒါကြောင့်တရှင်သောဝိညာဉ်တော်ဘုရားကငါ့ကိုဥဆောင်နေတဲ့အတွက်ကြောင့်မလို့မောင်မိုက်တဲ့အရက်ကိုငါသွားလို့ရှိရင်လေတရှင်သောဝိညာဉ်တော်ဘုရားကထိုမောင်မိုက်တဲ့အရက်မှာအလင်းကိုငါအတွက်ဖြစ်ပေါ်စေအောင်မယ်ဆိုတဲ့အတွေးခေါ်သူ့ထဲမှာအပြည့်ရှိနေတယ်ဟာလေလုယာဒါပေမဲ့ဇာတိပဂရိလူကသူ့ကိုလှမ်းပြီးတော့ကြီးလိုက်တဲ့အခါမှာနားမလည်နိုင်ဘူးဘာဖြစ်လို့မြောက်ကြွဖြစ်နေရလဲဘာဖြစ်လို့ငြိမ်သက်ဖြစ်နေရလဲဘာဖြစ်လို့ငါတို့တုံလောက်တယ်လို့မတုံလောက်တာလဲဘာဖြစ်လို့ငါတို့အပြစ်တင်တယ်လို့အပြစ်မတင်တာလဲငါဘာဖြစ်လို့ငါတို့ညှီးတွားတယ်လို့မညှီးတွားတာလဲဇာတိပဂတိလူကဝိညာဉ်ပဂတိလူကိုလုံးဝနားမလည်နိုင်ဘူးအာမင်ဒါကြောင့်ဒီနေရာမှာကျွန်မသဘောပေါက်စေခြင်းတဲ့အရာတစ်ခုကဝိညာဉ်တော်ဖခင်ကိုဒီနေ့ကျမတို့ကိုပေးတယ်ဆိုတဲ့အရာကကျမတို့အကျိုးအလို့ငါဒီနေ့ဖခင်ကပေးထားတာဖြစ်တယ်ဖခင်ကမကောင်းရင်မပေးဘူးကောင်းတာပဲပေးတယ်အဲ့ဒါကိုသဘောပေါက်ဖို့ရတဲ့ဖြစ်တယ်ဒါပေမဲ့ဒီခေတ်မှာအသင်းတော်တော်တော်များများရဲ့အတွေးခေါ်ထဲမှာရှိတဲ့အရာကတရှင်သောဝိညာဉ်တော်ဘုရားကိုနာမည်တော့သုံးပါတယ်ဘယ်အချိန်မှလဲဆိုတော့ benediction ကောင်းကြီးပေးတဲ့ခါမှာသုံးတယ်ဒါပေမဲ့ကျန်တဲ့အချိန်မှာတော့တရှင်သောဝိညာဉ်တော်ဘုရားရဲ့လှုပ်ဆောင်ချက်တွေဝိညာဉ်တော်ဘုရားရဲ့နည်းနည်းခြင်းတွေကိုဖွင့်ပြပြောဆိုဖို့ရတဲ့ဝန်လေးသွားပြီဆိုရင်ဒီနေ့ကျွန်မနားလေးစီခြင်းနဲ့အဲ့ဒီအသင်းတော်ထဲမှာဝိညာဉ်တော်ဘုရားနဲ့ဆိုင်တဲ့အသက်ပြုပြင်ခြင်းတွေဖန်ဆင်းခြင်းတွေရပ်တန့်သွားလိမ့်မယ်ဝိညာဉ်တော်ဘုရားမရှိတဲ့အရာမှာအသက်ရှင်ခြင်းမရှိဘူးဝိညာဉ်တော်ဘုရားရှိတဲ့အရာမှာအသက်ရှင်ခြင်းရှိတယ်အာမင်ဒါကြောင့်လို့ခုနကလေးတွေဆိုသွားတယ်တစ်ကောအခန်းကြီး7အခန်းငယ်9မှာဒီလိုပြောတယ်ကောင်းသောအကျိုးအလိုငါသာဝိညာဉ်တော်ကိုလူအသီးသီးတို့အားထင်ရှားစွာပေးတယ်တဲ့မထင်မရှားမပေးဘူးထင်ရှားစွာပေးတယ်ဝိညာဉ်တော်ဘုရားနဲ့တကယ်ပြေဝနေတဲ့သူရဲ့အတ္တထဲမှာဝိညာဉ်တော်ဘုရားနဲ့ပြေဝကြောင်းထင်ကိုထင်ရှားတယ်အာမင်သူရဲ့အတ္တထဲမှာဝိညာဉ်တော်ဘုရားရဲ့လှုပ်ဆောင်ချက်တွေကိုမြင်နေရတယ်ဝိညာဉ်တော်ဘုရားနဲ့ဆိုင်တဲ့အပြုအမူတွေကိုသူ့ရဲ့အတ္တထဲမှာမြင်ရတယ်ဒါကြောင့်မလို့ယေရှုခရစ်တော်ပြောခဲ့တဲ့အရာလေးရှိတယ်ယောဟန်ခန်းကြီး16အခန်းငယ်9မှာဒီလိုပြောတယ်ယေရှုကတခါမှဒီလိုမျိုး emphasize လုပ်ပြီးတော့မပြောဘူးသဘောကျလို့ပါဘာပြောထားလဲဆိုတော့လိုက်ပြောပါဦးငါအမှန်ကန်ဆိုသည်ကနောက်တစ်ခေါက်ပြန်ပြောပါဦးငါအမှန်ကန်ဆိုသည်ကဒီမှာအဲ့စကားလုံးလေးနဲ့တင်ကျွန်မတက်ပြီးတော့တော်တော်လေးယဉ်မိတယ်ဘာဖြစ်လို့လဲဆိုတော့ယေရှုပြောတဲ့စကားမှာအမှန်ကန်မပါခဲ့တာရှိလို့လားသခင်ယေရှုပြောတဲ့စကားမှာအမှန်အကန်မဖြစ်ခဲ့တဲ့အရာတစ်ခုမှမရှိခဲ့ပါဘူးဒါပေမဲ့ဒီနေရာမှာအမှန်အကန်ဆိုသည်ကားလို့ပြောတဲ့အရာမှာအကြောင်းရင်းရှိတယ်တတိပေးနေတာမှတ်မိစေချင်တာတနည်းအားဖြင့်အရေးတယူနဲ့ကျမတို့ကိုနော်နားထောင်စေခြင်းတဲ့အရာကိုပြောနေတာဖြစ်တယ်ငါအမှန်ကန်ဆိုသည်ကငါသွားရင်သင်တို့အကျိုးရှိလိမ့်မယ်အကြောင်းမူကငါမသွားရင်ဥပစ္စေဆရာသည်ဥပစ္စေဆရာဆိုတာကတန်ရှင်းသောဝိညာဉ်တော်ကိုပြောခြင်းဖြစ်တယ် Holy Spirit သင်တို့စီတို့မလာငါသွားရင်ထိုသူသည်သင်တို့စီတို့ငါဆေလို့မီအဲ့ဒီမှာဘာကိုပြောနေရလဲသူအဓိကပြောခြင်းတဲ့အရာကငါသွားတဲ့အခါမှာဝိညာဉ်တော်ဘုရားကိုဒီလောကကိုငါဆေလို့ပေးမယ်ငါနဲ့မင်းတို့နဲ့ယဉ်နှမှုရှိတယ်လို့ချိတ်ဆက်မှုရှိတယ်လို့ငါမရှိတော့တဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားရောက်လာတဲ့အခါမှာယဉ်ဤကျွမ်းဝင်ခြင်းထဲမှာတွာလာပါမိတ္တဟာရဖွဲ့ခြင်းထဲမှာတွာလာပါလို့ပြောနေတာငါမရှိလေငါလိုမျိုးပဲမင်းတို့ကိုချစ်မဲ့သူမင်းတို့ကိုတွန်တင်မဲ့သူမင်းတို့ကိုလမ်းပြမဲ့သူသင်ကြားမဲ့သူတိဆောက်မဲ့သူစိတ်ပြိုးမဲ့သူရှိနေတယ်အာမင်တခါတလေခရိယန်တော်တော်များများကဘယ်လိုစဉ်းစားသလဲဆိုတော့ငါတို့ကအခြားသောဘာသာရေးတွေလိုမျိုးဖယားကိုမမြင်ရတဲ့အတွက်ကြောင့်မလို့ငါတို့ကဖယားမဲ့နေသလားဆိုတဲ့အတွေးခေါ်တွေရှိကြတယ်ဒီနေ့ကျမတို့ဟာဖယားမမဲ့ဘူးဖယားတကားရဲ့ဖယားတကိုးတကားရဲ့တကိုးရဲ့အထွတ်ထိပ်မှာရှိနေတဲ့တန်ရှင်းသောဝိညာဉ်တော်ဖယားနဲ့နေ့ရက်အစဉ်တိုင်းမှာချိတ်ဆက်မှုရှိနေတဲ့ပုံကိုယ်တွေဖြစ်တယ်အာမင်ဒါကြောင့်လို့ဒီနေရာမှာယေရှုကဘာပြောနေရလဲဆိုတော့ငါအမှန်ကန်ဆိုတယ်ငါသွားရင်မင်းတို့အကျိုးရှိမယ်တဲ့
ဘာလို့ဥပစ္စေဆရာကိုငါဆေလွတ်မယ်တဲ့ဥပစ္စေဆရာလို့ခေါ်တဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်မင်းတို့စီကိုရောက်လာတဲ့အခါမှာငါနဲ့ယဉ်ဤကျွမ်းဝင်တယ်လို့ယဉ်ဤကျွမ်းဝင်လိုက်ပါတဲ့အဲ့ဒီအထဲထဲမှာဝိညာဉ်တော်ဖခင်ရဲ့ဥဆောင်ခြင်းအပြင်ဖခင်သခင်ကနက်နေတဲ့လှုပ်ဆောင်ချက်တွေကိုကျမတို့ကိုနားလေစေမယ်လို့ပြောနေတာဖြစ်တယ်အာမင်အခုမှစပါဒါကြောင့်ယုံကြည်သူတယောက်ချင်းစီတိုင်းဒီနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကပါလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ဖခင်နဲ့မိတ္တဟာယဖွဲ့ခြင်းရှိရမယ်ဒီနေ့မနေ့မှာဝိညာဉ်တော်ဖခင်နဲ့စကားပြောခဲ့တဲ့သူဘယ်နှယောက်ရှိလဲဝိညာဉ်တော်ဖခင်ရဲ့ Good morning နော်အာမင်လက်ခုပ်တီးအောင်ပြောတယ်တချို့တဝက်ပဲပြောတာမဟုတ်ရဘူးအသင်းတော်တစ်ခုလုံးယုံကြည်သူတယောက်ချင်းစီတိုင်းအသင်းတော်တိုင်းဟာတန်ရှင်းသောဝိညာဉ်တော်ဖခင်နဲ့စကားပြောဖို့အတွက်ဖြစ်တယ်ကျမတို့ကဖခင်သခင်နဲ့မိတ္တဟာယဖွဲ့ဖို့အတွက်ဖခင်သခင်ဖန်ဆင်းခဲ့တာအဲ့ဒါကဖခင်ရဲ့ original ရည်ရွယ်ချက်ဖြစ်တယ်ဖခင်ရဲ့အချက်တွေကိုခံစားဖို့ရတဲ့ဖခင်နဲ့ယဉ်ဤကျွမ်းဝင်ဖို့ရတဲ့ဖခင်ရဲ့သဘောတဘာဝတွေထဲမှာအသက်ရှင်ဖို့ရတဲ့ဖခင်နဲ့မိတ္တဟာယဖွဲ့ဖို့ရတဲ့ဒီနေ့ဖခင်သခင်ကကျမတို့ကိုဖန်ဆင်းထားတာဖြစ်တယ်အာမင်ဒါကြောင့်မို့ဒီနှုတ်ကပတ်တော်ထဲမှာဗာပြောထားလဲဆိုတော့တမန်တော်ဝတ္ထုခန်းကြီး1အခန်းငယ်10ကနေ17ကိုကြည့်လိုက်တဲ့အခါမှာယေရှုခရစ်တော်ကကောင်းကင်ကိုစောင့်ယူခြင်းကိုခံရတဲ့အချိန်မှာကောင်းကင်တမန်တွေကဗာပြောလဲဆိုတော့အခုမင်းတို့ရဲ့မျက်မှောက်မှာကောင်းကင်ကိုစောင့်ယူခြင်းကိုခံရတဲ့ယေရှုခရစ်တော်ကမင်းတို့မျက်မှောက်စီကိုတဖန်ပြန်ကြွလာအောင်မယ်တဲ့အခုတော့တဲ့ဟေဘရဲခန်းကြီး10အခန်းငယ်12ကိုရောက်လာတဲ့အခါမှာဖယားသခင်လက်ရတော်ဘက်မှာအစဉ်မြဲထိုင်နေပါတယ်တဲ့တမန်တော်ဝတ္ထုခန်းကြီး1ကိုရောက်လာတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားဟာဒီလောကကိုဆင်းသက်လာတယ်တဲ့ဒါဆိုဒီလောကမှာကျမတို့အနားမှာနေ့ရက်အစဉ်တိုင်းရှိနေသောပုဂ္ဂိုလ်ကဘာတူလဲတန်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်တယ်အာမင်ဒါကြောင့်မလို့ရှင်ပေါလုကဘာပြောလဲဆိုတော့ကိုရိန္သုဩဝါစာဒုတိယစာဆောင်အခန်းကြီး73အခန်းငယ်14မှာဒီလိုပြောတယ်အရေးကြီးတယ်အတူတူကဖတ်ရအောင်1 2 3သခင်ယေရှုခရစ်၏ကျေးဇူးတော်၎င်းဘုရားသခင်၏မြတ်တာတော်၎င်းတန်ရှင်းသောဝိညာဉ်တော်၏မိတ္တဟာယတော်၎င်းသင်တို့အပေါင်း၌ရှိစေတည်းအာမင်ငါတို့သခင်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်အကြောင်းကိုအရင်ပြောတယ်ဘုရားသခင်ရဲ့မြတ်တာတော်အကြောင်းကိုလည်းဟဲ့ကျမတို့ဝန်ခံကြပါတယ်ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားနဲ့မိတ္တဟာယဖွဲ့ခြင်းဆိုတဲ့အရာကိုကျမတို့ဝန်ခံခြင်းအားနည်းနေတတ်တယ်ဒီနေ့ယုံကြည်သူများဘုရားသင်ကိုသတိပေးနေတယ်ဝိညာဉ်တော်ဘုရားနဲ့ဘာလုပ်ရမလဲဆိုတော့မိတ္တဟာယဖွဲ့ရမယ်မိတ္တဟာယဖွဲ့ခြင်းဆိုတဲ့အရာကသူကနော် one way conversation မဟုတ်ဘူးတစ်ဖက်သက်ပဲစကားပြောနေတာမဟုတ်ဘူးအပြန်အလှန်စကားပြောခြင်းရှိတယ်အာမင်ကျမတို့ကဘုရားကိုစကားပြောလို့ရတယ်လို့ဘုရားကလည်းကျမတို့ကိုပြန်ပြီးတော့စကားပြောတယ်ဘုရားကစကားပြောတော့ဘုရားဖြစ်တယ်ဒါဆိုရင်ဖယားစကားပြောတာကျွန်တော်ဘယ်လိုလုပ်ကျမဘယ်လိုလုပ်သိနိုင်မလဲဒီလိုပြောကြတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့တချို့သောသူတွေကအပေါ်ကနေဟေးဆရာဟန်နရီမင်းကငါမန္တလေးမြို့သွားစေချင်တယ်ဒီလိုအတန်မျိုးကိုကြားချင်တာဒီနေ့နှုတ်ကပတ်တော်ထဲမှာဘယ်လိုပြောထားလဲဆိုတော့မီးထဲမှာတဲ့လေထဲမှာတဲ့လေပြင်းပုံတိုင်းထဲမှာတဲ့ဖယားသခင်မရှိဖယားရဲ့ဝိညာဉ်တော်ဖယားသခင်မရှိဘူးတဲ့တိုးညင်းသောအတန်နဲ့ဖယားကစကားပြောတယ်တဲ့ဘလို့စကားပြောတာလဲတိုးညင်းသောအတန်အဲ့တိုးညင်းသောအတန်ဖယားရဲ့စကားအတန်ကိုဟေပြဲထဲမှာသူကဘလို့ပြောထားလဲဆိုတော့daughter voice တဲ့သမီးလေးရဲ့အတန်ဖယားရဲ့အတန်ကတနည်းအားဖြင့်အဲ့မှာ son voice လို့မပြောထားဘူးเนาะသူ့ရဲ့နှိုင်းရှင်ချက်ကိုကျွန်မသဘောကျတာသားလေးတစ်ယောက်ရဲ့သားငယ်လေးတစ်ယောက်ရဲ့အတန်လို့မပြောဘဲနဲ့သမီးငယ်လေးတစ်ယောက်ရဲ့အတန်တဲ့အဲ့တော့ဆိုလိုတဲ့အရာကနူးညံ့မှုအပြည့်ရှိနေတယ်ညံတာမှုအပြည့်ရှိနေတယ်ကျွန်မမှာသားသမီး3ယောက်ရှိတယ်သား2ယောက်စကားပြောရင်မမီ I want this I want that သားဒါလို့ခြင်းနဲ့ကျွန်တော်ဒါလို့ခြင်းနဲ့ဒီလိုပုံစံပြောတာသမီးလေးကြောင့်အဲ့လိုမပြောဘူးဘယ်လိုပြောလဲဆိုတော့မမီ can I have this သမီးဒါလေးရလို့ဝယ်လို့ရနိုင်မလားညင်ညင်တတလေးနဲ့ပြောတာဖခင်ကကျမတို့ရဲ့အတွဲဝိညာဉ်ထဲမှာညင်ညင်တတစကားပြောတဲ့ဖခင်ဖြစ်တယ်ဒါဆိုကျမတို့ကဘာဖြစ်လို့ဖခင်ရဲ့စကားပြောတဲ့ကိုမကြားသလဲဆိုတော့စူညံမှုတွေထဲမှာနေလို့ပေါ့
နောက်တစ်ချက်ကဖခင်ရဲ့စကားအသံကိုအာယုံမဆိုင်လို့ပေါ့ဒါကြောင့်မကြားရတာလေပြီးနောက်တစ်ချက်ကဘာလဲဆိုတော့ဖခင်ရဲ့စကားအသံကိုမမှတ်မိလို့စာရန်စီကလာတာလားငါစိတ်ပဲထင်နေတာလားဒါမှမဟုတ်အဲ့လိုအတွေးခေါ်တွေဝင်လာဘူးလားဖခင်စီကလာတာမှဟုတ်ရဲ့လားအဲ့ဒါကဘာကြောင့်လဲဆိုတော့ဖခင်ရဲ့စကားအသံကိုမမှတ်မိလို့ဖြစ်တယ်ကဲဆိုပါစို့ဥပမာတစ်ခုပေးမယ်သမီးနဲ့ချစ်ထွက်လာပါအောင်လက်ခုပ်တီးပြီးတော့ကြိုးဆိုပါအောင်โอเคဆရာဟန်နရီတက်လာပါအောင်โอเคသမီးနဲ့ချစ်ကဟိုဘက်လက်โอเคဆရာကျမဘေးနားမှာမတည့်ရဲ့အဲ့တော့သမီးနဲ့ချစ်ကိုအတန်တန်ပေးမယ်ကျွန်တော်သို့မဟုတ်ကျမဆိုတဲ့အတန်ပေးမယ်ဘယ်သူလဲဆိုတာနာမည်နဲ့ပြောပေးအဆင်ပြေလားအဆင်ပြေနော်လှည့်မကြည့်နဲ့ကျွန်တော်သို့မဟုတ်ကျမဆိုတဲ့အတန်ကိုကြားလိမ့်မယ်နာမည်လေးပြောပေးကျွန်တော်အဲ့ဒါဘယ်သူလဲဆရာဟင်နရီကျွန်တော်လို့ပြောတဲ့အခါမှာ तू ကလေဘယ်ကျွန်တော်လဲကျွန်တော်ဆိုတာဘယ်ရလဲကျွန်တော်ဆိုတာဘယ်တယောက်လဲပြောလားဘာဖြစ်လို့လဲဆရာရဲ့အတန်ကို तू ရင်းနှီးနေလို့အာမင်ဒါဆိုကျွန်တော်တို့ကမမှတ်မိဘူးဆိုတဲ့အကြောင်းအရာကစကားခဏခဏမပြောလို့သူ့အတန်ကိုခဏခဏနားထောင်တတ်တဲ့အကျင့်မရှိသေးလို့အဲ့တော့အခုဒီမှာထပ်ပြီးတော့ပြောကြည့်မယ်ကျမဒါဆိုခုနကျမလို့ပြောတာဘာလို့လဲဆရာမသူရမ်းကျွမ်းကျင်နေတယ်ကြည့်နော်ဖျားစီကလာတဲ့စကားအသံလားမာနစီကလာတဲ့စကားအသံလားတောင်းကတမန်စီကလာတဲ့စကားအသံလားကိုယ့်ရဲ့စိတ်ဝိညာဉ်တွေကဖြစ်ပေါ်တဲ့စကားအသံလားဆိုတဲ့အရာကိုသိနိုင်ဖို့အတွက်ဖျားစကားများများနားထောင်ကြံတဲ့အရာအတုစစ်လာဆိုခွဲနိုင်တယ်အာမင်ယေရှုတင်တယ်ဖျားကစကားပြောနေတယ်နေ့တိုင်းစကားပြောတာဖျားစကားပြောတဲ့အရာကိုဘလို့သိနိုင်တယ်လဲဆိုတော့အခုကျွန်မအဖြစ်အပျက်တစ်ခုနဲ့ပြောပြမယ်တမန်တော်ဝတ္ထုခန်းကြီး20ခန်းငယ်22ကနေ23ကိုကြည့်တဲ့အခါမှာရှင်ပေါလုကတန်ရှင်သောဝိညာဉ်တော်ဘုရားနဲ့စကားပြောတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ရှင်ပေါလုကပြန်ကြည့်လိုက်မယ်ဆိုရင်သူကကောရိန္သုထဲမှာဘလို့ပြောထားလဲဆိုငါကတဲ့အခြားသောသူတွေထက်အခြားသောဘာသာစကားနဲ့ငါဆုတောင်းသောပုဂ္ဂိုလ်ဖြစ်တယ်တဲ့တနည်းအားဖြင့်ငါဟာဝိညာဉ်တော်နဲ့ချိတ်ဆက်နေသောသူဖြစ်တယ်တဲ့ဒီလိုပြောနေတာအခြားသောဘာသာစကားနဲ့ပြောတဲ့အခါမှာသူကစိတ်နှလုံးနဲ့ဆုတောင်းတယ်လို့လည်းခေါ်တယ်တနည်းအားဖြင့်ဝိညာဉ်နဲ့ဆုတောင်းခြင်းအင်္ဂလိပ်လိုဆို very clear spirit နဲ့ဆုတောင်းခြင်းကိုပြောနေတာအဲ့တော့အခြားသောဘာသာစကားနဲ့ငါကအခြားသောသူတွေထက်ငါဆုတောင်းတယ်တဲ့တခြားပြန်ဖက်ကြည့်ပါတေကောအခန်းကြီး14ထဲမှာတွေ့ရတယ်အခန်းငယ်9-6လောက်ကိုရောက်ရင်တွေ့ရတယ်အဲ့တော့တနည်းအားဖြင့်သူဟာတန်ရှင်သောဝိညာဉ်တော်ဘုရားနဲ့အမြဲတမ်းဘယ်သွားအထိုင်အထတိုင်းမှာသူကချိတ်ဆက်နေတဲ့စကားပြောနေတဲ့ပုံကိုတယောက်ဖြစ်တယ်ဒါနဲ့တမန်တော်ဝတ္ထုခန်းကြီး20ခန်းငယ်22ကနေ23ကိုရောက်လာတဲ့အခါမှာအတူတူကဖတ်ပေးပါအောင်ကျွန်မတို့1 2 3ယခုမှငါသည်ဝိညာဉ်တော်အားဖြင့်ချီနှောင်ခြင်းကိုခံ၍ယေရုရှလင်မြို့သို့သွားရ၏ထိုမြို့၌အဘယ်အမှုရောက်မည်ကိုမသိသို့တော်လည်းချီနှောင်ခြင်းညှင်းဆဲနှိပ်စက်ခြင်းအမှုတို့သည်ငါကိုဆိုင်းလင့်သည်ဟုတန်ရှင်းသောဝိညာဉ်တော်သည်ခတ်သိမ်းသောမြို့တို့၌ငါအားတသက်ခံတော်မူ၏အခုဒီနေရာမှာယေရှုခရစ်တော်ကငါ့ကိုစကားလာပြောတယ်လို့ပေါလုမပြောဘူးဘသူစကားလာပြောတယ်လို့ပြောတယ်လေတန်ရှင်းသောဝိညာဉ်တော်သူ့ကိုစကားလာပြောတာတသက်လာခံတာ confirm လာပေးတာတန်ရှင်းသောဝိညာဉ်တော်ဘုရားနဲ့လေသူကချီနှောင်ထားတယ်ဆိုတဲ့အရာကတလုံးတစ်ဝါတည်းဖြစ်နေတယ်ဆိုတဲ့အရာကိုပြောနေတာဟယ်လိုဘုရားနဲ့စကားပြောတဲ့သူဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်တဲ့သူကအမြဲတမ်းဝိညာဉ်တော်ဘုရားနဲ့တသဘောတည်းဖြစ်နေတယ်သူmove ကို move ပဲသူက stop ဆိုရင်ကို stop ပဲဒီလိုသဘောမျိုးဖြစ်နေတာအဲ့တော့ရှင်ပေါလုကဘလို့တောင်စကားပြောတယ်ဆိုတော့ခတ်သိမ်းသောမြို့တို့၌စကားပြောတာThe city အသင်းတော်တွေကိုလာမှဝိညာဉ်တော်မြစ်ကြီးနားအသင်းတော်ကတခုခုငါရောက်သွားတဲ့အသင်းတော်ဆိုလို့ရှိရင်တော့ဒါဝိညာဉ်တော်မဟုတ်တော့ဘူးဒီလိုမဟုတ်ဘူးရှင်ပေါလုကအာမင်အမေရိကရောက်မှဝိညာဉ်တော်ငါကတော့ကရင်ပြည်နယ်ရောက်ရင်နော်ဝိညာဉ်တော်မဟုတ်တော့ဘူးဆိုတဲ့သဘောတဘာဝမဟုတ်ဘူးဘယ်မြို့ဘယ်ရောက်ရှင်ပေါလုဟာဝိညာဉ်တော်နဲ့ချိတ်ဆက်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တင်ချိတ်ဆက်ထားပြီလား
ဘာဖြစ်လို့လဲဆိုဝိညာဉ်တော်ဘုရားနဲ့မိတ္တဟာယဖွဲ့တဲ့သူစကားပြောတဲ့သူရဲ့အထဲထဲမှာဘာဖြစ်လဲဆိုတော့ကြိုသိနိုင်ခြင်းကိုပေးတယ်ကျမ်းစာထဲမှာဘယ်လိုဖြစ်ဆိုအရှိကိုရောက်သွားတဲ့မြို့တွေမှာဘာဖြစ်မလဲဆိုတော့ငါရဲ့ဇာတိနေနဲ့တော့ငါမသိဘူးတဲ့ဇာတိအတွေးခေါ်နဲ့ငါမသိနိုင်ဘူးတဲ့ဒါပေမဲ့တဲ့အရှိမဖြစ်လာမဲ့အရာကိုဝိညာဉ်တော်ဘုရားကငါ့ကိုဖော်ပြတယ်တဲ့ကြိုသိနိုင်တဲ့ revelation ကိုဝိညာဉ်တော်ဘုရားကပေးတယ်ဒါဆိုအနာဂတ်နဲ့ဆိုင်တဲ့အရာတွေမှာဒုက္ခရောက်မဲ့အရာပဲဖြစ်ဖြစ်အောင်မြင်တဲ့အရာပဲဖြစ်ဖြစ်တင့်ကိုဘုရားကဝိညာဉ်တော်ဘုရားကဖွင့်ပြခြင်းတယ်ဒါဆိုဒုက္ခနဲ့ဆိုင်တဲ့အရာကိုဖွင့်ပြမယ်ဆိုရင်ဘာအတွက်ဖွင့်ပြမယ်ထင်တယ်လဲခံနိုင်ခြင်းရှိဖို့ကြိုတင်ပြင်ဆင်တတ်ဖို့ဉာဏ်ပညာနဲ့အနာဂတ်ကိုတွာလာနိုင်ဖို့ဟာလေလုယာဖခင်ပေါ်မှာသစ္စာရှိခြင်းနဲ့ဆက်ပြီးတော့လိုက်နိုင်ဖို့အတွက်ဖခင်ကတင့်ကိုဝိညာဉ်တော်ဘုရားအဖြစ်ဖွင့်ပြနေတာဖြစ်တယ်အာမင်တခါတလေယုံကြည်သူတွေကဝိညာဉ်တော်ဘုရားနဲ့မချိတ်ဆက်တဲ့အခါမှာဒုက္ခပြဿနာကြုံလာတော့ဖခင်သခင်ဘာဖြစ်လို့ကျမကိုဒီလိုဒုက္ခပေးတွေ့တာလဲဆိုတော့ complain တွေတက်လာတယ်အမှန်တော့ဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်ထားတဲ့သူကကြိုသိပြီးတော့ကြိုပြင်ဆင်ပြီးတော့ဒုက္ခထဲမှာမှောင်မိုက်ဖုံးလွှမ်းနေတဲ့အချိန်မှာသူတစ်ပါးနဲ့မတူတဲ့အလင်းကိုထုံးလင်းနိုင်တဲ့အခွင့်ကိုဝိညာဉ်တော်ဘုရားကပေးတယ်ဟာလေလုယာဒါကြောင့်သင်ဝိညာဉ်တော်ဘုရားနဲ့မိတ္တဟာယဖွဲ့ဖို့အတွက်လိုအပ်နေတယ်ကျမနေ့တိုင်းဘာလုပ်လဲသိလားမနက်မိုးလင်းတာပဲဖြစ်ဖြစ်နေ့ခင်းပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်တရေနိုးပဲဖြစ်ဖြစ်ကျမဘာလို့ဆိုဝိညာဉ်တော်ဘုရားသမီးကိုဖြည့်ပါဝိညာဉ်တော်ဘုရားသမီးကိုဦးဆောင်ပါဝိညာဉ်တော်ဘုရားသမီးကိုစကားပြောပါဝိညာဉ်တော်ဘုရားကိုရဲ့တကိုးနဲ့သမီးကိုဖြည့်ပါဒီလိုပြောတယ်တရားဟောမဲ့ချိန်လဲဒီအတိုင်းပဲတခါတလေကျမနှုတ်ကပတ်တော်ဝင်ရတဲ့အခါမှာအယံပင်ပန်းတယ်ဘာဖြစ်လို့လဲဆိုတော့ study လုပ်ထားတဲ့အရာတွေရှိတယ်လေ့လာထားတဲ့အရာတွေရှိတယ်မမားစေချင်ဘူးပြောမဲ့အရာတွေအချက်လက်တွေမကြံစေချင်ဘူးအဲ့ဒီချိန်မှာကျမကဘာဖြစ်လဲဆိုတော့တခါတလေကျရင်အားရတာရှိတယ်ဇာတိအားဖြင့်တခါတလေကျရင်အားမရတဲ့အချိန်ရှိတယ်ဝိညာဉ်တော်ဘုရားကိုကျမစကားပြောတယ်ကိုရောသမီးအားမရတဲ့အချိန်တွေရှိတယ်ကို breakthrough မရဘူးလို့ခံစားရတဲ့အချိန်တွေရှိတယ်ဒါနဲ့ဝိညာဉ်တော်ဘုရားကဘာပြောလဲသိလားငါနဲ့အတူနေလုံးနေတာငါကအရှိမအသက်ဖန်ဆင်းတယ်နေကလမ်းတစ်ကိုရှောက်ယုံမယ်ဘာတွေ complaint တက်နေရလဲဒါကြောင့်မလို့လေတခါတလေကျမနှုတ်ကပတ်တော်ဝင်ရတဲ့အခါမှာကျမကိုယ်၌ခွန်အားမရတဲ့အချိန်တွေရှိပေမဲ့ပြောင်းလဲတဲ့သူတွေယာနဲ့ချီထောင်နဲ့ချီတွေကိုကျမမြင်လိုက်တဲ့အခါမှာအော်ဝိညာဉ်တော်ဘုရားနဲ့စီးမြရတာလွယ်လိုက်တာအခုဘာလို့အရန်ခတ်နေလဲသိလားဘာလို့ခတ်နေလဲသိလားဘာလို့စိတ်တက်ကြနေလဲသိလားဘာဖြစ်လို့ depression တွေဝင်နေလဲသိလားဘာဖြစ်လို့ဝမ်းမြောက်ခြင်းတွေဆုံးရှုံးနေလဲသိလားဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်ဖို့မိတ္တဟာယဖွဲ့ဖို့စကားပြောဖို့သူ့အတန်ကိုနားထောင်ဖို့အတွက်လိုနေတာအာမင်အာမင်ဒါကြောင့်မလို့ဝိညာဉ်တော်ဘုရားကသူ့ကိုစကားပြောတယ်သူကလည်းဝိညာဉ်တော်ဘုရားကိုဘယ်မြို့ရောက်စကားပြောတယ်တဲ့ဝိညာဉ်တော်ဘုရားရဲ့အတန်ကိုနားထောင်တတ်တဲ့သူကလေဥပမာတစ်ခုပေးမယ်ဆိုပါစို့ကျမကဒီနေ့မှာကျမ်းမာခြင်းနဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ကိုဝင်ရတယ်ဆိုပါစို့ဥပမာတစ်ခုနော်အောက်မှာဝိညာဉ်တော်ဘုရားရဲ့ဖွင့်ပြချက်ကိုလက်ခံတဲ့သူတစ် group ရှိမယ်နောက်တစ်ဖွဲ့ကလက်မခံတဲ့တစ် group ရှိမယ်လက်မခံတဲ့ group ကဘယ်လိုကြားမလဲသလားအဲ့ထဲမှာကျမ်းမာတဲ့သူပါတယ်ဆိုပါစို့ငါကျမ်းမာပြီးသားလေဘာလာဟောနေလားမသိဒီနေ့တော့လာတာအချိန်ကုန်တာပဲဖတ်တင်တယ်ငါရမ်းကျမ်းမာတာငါကျမ်းမာရေးလိုက်စားတယ်ငါကအုံနောက်လဲကောင်းတယ်ငါကစိတ်ပိုင်းဆိုင်ရာလဲအခြေအနေကောင်းတယ်ခန္ဓာပိုင်းဆိုင်ရာလဲအခြေအနေကောင်းတယ်ဒါကြောင့်မို့ဒီနေ့နှုတ်ကပတ်တော်ငါအတွက်မဟုတ်ပေမဲ့အေးဖို့လေတခြားတရားရောအတွက်ဖြစ်နိုင်တယ်သူကဒီလိုစဉ်းစားတာတရားဟောချက်တပုတ်သေးပဲနော်ဒီတပုတ်သေးပဲဒါပေမဲ့ဝိညာဉ်တော်ဘုရားရဲ့ဖွင့်ပြခြင်းကိုခံယူနေတဲ့ပုဂ္ဂိုလ်ကနောက်တနည်းနဲ့ကြားတယ်နောက်တဲ့ဖွင့်ပြချက်ကိုတရားဟောဆရာမကြားတဲ့ဖွင့်ပြချက်နဲ့သူကြားတယ်ကျမကိုယ်တိုင်ဖြစ်ခဲ့ဘူးလို့ပြောနေတာအဲ့တော့ဒီနေ့မှာဖခင်ကကျမ်းမာခြင်းကိုပေးခြင်းနဲ့ဆိုတဲ့အရာကိုဟောတဲ့အခါမှာကိုယ့်အတွက်ပဲမဟုတ်တော့သူကဘယ်လိုစစဉ်းစားလဲဆိုတော့သူ့ရဲ့အထက်ထဲမှာဝိညာဉ်တော်ဘုရားကဘယ်လိုဖွင့်ပြလဲဆိုတော့ငါဟာကျမ်းမာခြင်းအရှင်ဖြစ်တယ်မင်းနဲ့တူတူငါလှုပ်ချင်တယ်မင်းသွားတဲ့နေရာမှာကျမ်းမာခြင်းကိုငါစီစဉ်စေချင်တယ်ကင်ဆာရောဂါမင်းအားဖြင့်ပြောင်းမယ်နော် AIDS ရောဂါမင်းအားဖြင့်ပြောင်းမယ်ဟိုအကျိတ်တွေမင်းအားဖြင့်ပျောက်သွားလိမ့်မယ်နော်မင်းမလုံနိုင်တဲ့အရာတစ်ခုမှမရှိဘူးကျမ်းမာခြင်းဆိုတဲ့အရာကကောင်းကင်နိုင်ငံတော်ရဲ့နော်ဟိုဖြစ်ခြင်းတွေကတစ်ခုဖြစ်တယ်သူကဒီလိုဖွင့်ပြခြင်းခံရတာဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်ပြီးဝိညာဉ်တော်ဘုရားသမီးကိုစကားပြောပါသားကိုစကားပြောပါထပ်ဖြည့်ပေးပါလို့မပြောတဲ့ပုံကိုယ်တွေကလူရဲ့နားနဲ့ပဲကြားပြီးတော့ဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်တဲ့ပုံကိုယ်တွေကဝိညာဉ်နားနဲ့ဘုရားကိုကြားလိမ့်မယ်အာမင်ကဲကြည့်နောက်ထပ်အဖြစ်အပျက်တစ်ခုကိုကျွန်မပြောပြမယ်အဲ့ဒါကဘာလဲဆိုတော့
တမန်တော်ဝတ္ထုအခန်းကြီး8အခန်းငယ်9ကနေစပြီးတော့ဖတ်လိုက်မယ်ဆိုရင်ကျမတို့အားလုံးဖိလိပ္ပုအကြောင်းကိုမှတ်မိမယ်လို့ယုံကြည်တယ်ဆရာစောတီကအယံဝင်ထားတယ်သူသိကြိုက်တဲ့ story တစ်ခုဖြစ်တယ်ကျမလည်းအဲ့ story ကိုကြိုက်တယ်အဲ့ဒီနေ့မှာအဲ့ story ထဲကလျှို့ဝှက်ချက်တစ်ခုကိုကျမဖော်ပြမယ်ကဲကျမ်းစာတော့များများဖတ်ရမယ်အဆင်ပြေပါသလားအဆင်ပြေပါသလားအဲ့တော့တမန်တော်ဝတ္ထုအခန်းကြီး8အခန်းငယ်9ကနေ10ကိုကြည့်လိုက်မယ်ဆိုရင်ရှမာရုမြို့မှာဖိလိပ္ပုအပြင်နိုးထမှုအကြီးကျယ်ဖြစ်တယ်အဲ့ဒီကွက်သိဖို့လိုတယ်အာဇုတ်မြို့မှာပေါ်လာတယ်ဆိုတဲ့အရာမလာခင်ရှမာရိမြို့မှာဖိလိပ္ပုအပြင်ကြီးမားတဲ့နိုးထမှုတွေဖြစ်တယ်ကဲဖတ်ရအောင်ဖိလိပ္ပုဒီလေရှမာရိမြို့သို့သွား၍ခရစ်တော်၏အကြောင်းကိုဟောလေ၏လူအစုဝေးတို့သည်ကြား၍ဖိလိပ္ပုပြုသောနမိတ်လက္ခဏာတို့ကိုမြင်သောအခါသူ၏စကားကိုတညီတညွတ်ထဲနားထောင်ကြ၏အကြောင်းမူကားနတ်ဆိုးဆွဲသောသူအများတို့၏အထဲမှနတ်ဆိုးတို့သည်ပြင်းစွာသောအတန်နှင့်အော်ဟစ်လျက်ထွက်သွားကြ၏ကိုမလုံနိုင်သောသူခြေမစွမ်းသောသူအများတို့သည်လည်းပဂတိအဖြစ်သို့ရောက်ကြ၏ထိုမြို့သူမြို့သားတို့သည်အလွန်ဝမ်းမြောက်ခြင်းရှိကြ၏အကြီးအကျယ်နိုးထမှုဖြစ်နေတဲ့နေရာမှာဘယ်မှုတော်ဆောင်မဆိုပျော်တယ်ကျမတော်မှအခုသစီရီအသင်းတော်မှာဒီအသင်းတော်မှာကျမဝင်ငှားရတဲ့အခါမှာအယမ်းပျော်တာတခြားသောနေရာတွေကိုသွားရင်ဒီနေရာကိုလွမ်းတယ်ဘာဖြစ်လို့ဒီမှာရှိသူတွေအယမ်းနိုးထနေတာကိုလူများတာနဲတာနဲ့မဆိုင်ဘူးနော်နိုးထတဲ့ atmosphere ကလေထုကကွာကိုကွာတာကျမဘာပဲပြောဒီနေရာကိုပြန်ရောက်လာပြီးတော့အမှုတော်ဆောင်ရမယ်ဆောင်ရတဲ့အခါတိုင်းမှာကျမအရှိန်ဟုန်နဲ့ yes လုပ်နိုင်တယ်တချို့သောနေရာမှာကျမဒီလိုပဲဟောရတယ်ဟုတ်ကဲ့ဘုရားခင်အသင်ကိုချစ်တယ်မိတ်ဆွေမလှုပ်တော့မလှုပ်ရဲဘူးတချို့သောနေရာမှာတော့ခေါင်းတစ်လုံးပဲပေးဖော်တာမသိတရားရုံးမှာတခါတည်းတရားစစ်နေသလိုပဲဂွင်ထဲထည့်ထားတာတိုက်ဆိုင် sorry နော်နိုးထနေတဲ့နေရာမှာဘယ်သူမှဆိုပြောတယ်ဒါပေမဲ့ဖခင်ကသူ့စီကိုလာပြီးစကားပြောတယ်နိုးထတဲ့မြို့တဲကနေတောလန်းအောင်သွားတယ်ဘာအတွက်သွားခိုင်းတာလဲအီသီယိုးပီးယားနိုင်ငံကလာတဲ့ဘယင်မကြီးရဲ့ဘုံကြီးတဲ့အမတ်တဲ့အဲ့လူကအဲ့ဒီနေရာကိုရောက်နေတယ်သူရှိတဲ့မြင်းရဌာနကိုအမိလိုက်ခိုင်းတာရှမာရိမြို့ကနေပြီးတော့အခုနသူတို့ပြောတဲ့ဂါဇဘက်ကိုသွားတဲ့တော်လန်ထဲကိုအမိလိုက်ခိုင်းတာအဲ့ကျွန်မစဉ်းစားကြည့်တယ်ဒါလေးကိုကျွန်မစဉ်းစားကြည့်ဘာဖြစ်လို့များနိုးထမှုရှိတဲ့နေရာကိုခြံထားပြီးတော့မှလူမရှိနော်နည်းနည်းလေးပဲရှိပါတယ်ဆိုတော့သူပြောတဲ့လူတယောက်အတွက်ဘာဖြစ်လို့သွားခိုင်းတာလဲကျွန်မသဘောပေါက်သွားတယ်ဝိညာဉ်တော်ဘုရားကအလုတ်လုတ်တဲ့အခါမှာမြို့တစ်မြို့ကိုပဲပြောင်းလဲစေနိုင်တာမကဘဲနဲ့နိုင်ငံတစ်နိုင်ငံကိုလူတယောက်အပြင်ပြောင်းလဲစေနိုင်တဲ့နမိတ်လက္ခဏာကိုလှုပ်ချင်လို့ဥဆောင်သွားတာဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာစဉ်းစားကြည့်လိုက်ပါအခုနအေသီယိုးပီးအမတ်ကအမိဖုရားကသူ့စကားကိုနားထောင်ရတယ်ဆိုမှတော့တနိုင်ငံလုံးကသူ့စကားကိုနားထောင်နေဆိုတဲ့သဘောတဘာဝနဲ့အတူတူပဲဟုတ်လားကဲဒီလိုမျိုးပုံကိုတယောက်ကိုလူဇာတိအဖြစ်အချိတ်ဆက်ရပြီးတော့ဝင်ငှောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပါစို့အရန်နာမည်ကြီးတဲ့လူတယောက်ကိုနော်ဆိုပါစို့ဆရာအေလိရှဲကဝင်ငှခြင်းနဲ့ဆိုပါစို့သူနဲ့မသိဘူးဆိုရင်နော်သူကအကယ်၍ကျမကအရန်နာမည်ကြီးတဲ့သူနဲ့ကျမကခင်မင်ရင်းနေတယ်ဆိုသူကဘာလုပ်မလဲဆရာမကျွန်တော်ကလေနော်လူငယ်သာသနာထဲမှာသူ့ကိုကျွန်တော်သွားပြီးတော့အေဝံဂေလိလုပ်ချင်လို့ကျွန်တော်နဲ့ချိတ်ဆက်ပေးပါတဆင့်ခံပြီးတော့သွားရတယ်နာမည်ကြီးတဲ့သူပုံကိုတယောက်ယောက်အခွင့်ထူးခံတယောက်ယောက်နဲ့ချိတ်ဆက်ပြီးတော့မှအထက်ကိုရောက်နိုင်တာဒါပေမဲ့အခုဒီနေရာမှာအထက်ကိုရောက်နိုင်ဖို့ရန်အတွက်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကိုစတင်ဖို့ရန်အတွက်လူနဲ့ဆိုင်တဲ့အချိတ်အဆက်လူနဲ့ဆိုင်တဲ့မျက်နှာသာရခြင်းမပါဘဲနဲ့ဝိညာဉ်တော်ဖခင်ရဲ့အချိတ်အဆက်နဲ့လှုပ်သွားတာဟာလေလုယာအဲ့ဒါကထူးခြားချက်ပဲဒါကြောင့်မလို့အီသီယိုးပီးယားနိုင်ငံလိုနေရာမျိုးမှာလေဖခင်သခင်ကနှုတ်ကပတ်တော်ကိုဘသူအားဖြင့်ရောက်စေခဲ့တယ်လဲဖိလိပ္ပုအားဖြင့်ရောက်စေခဲ့တယ်ဒါနဲ့အဲ့လောက်နဲ့မပြီးသေးဘူးအဲ့လူကချက်ချင်းနှစ်ချင်းခံတယ်ဟုတ်လားနှစ်ချင်းခံပြီးတော့မှဝိညာဉ်တော်ကားတဲ့ကျမ်းစာထဲမှာတေချာပြန်ဖတ်လိုက်ပါအချိန်မရှိမှဆိုလို့နော်အဲ့တော့အခန်းငယ်38ကနေ40ကိုဖတ်တဲ့အခါမှာဘာကိုတွေ့ရလဲဆိုရင်ဖိလိပ္ပုသည်လည်း40လောက်မှာဖိလိပ္ပုသည်လည်းအာဇုတ်မြို့မှပေါ်လာ၍တဲ့
ထိုမြို့မှကဲသရိမြို့တိုင်အောင်မြို့ရွာအစဉ်တိုင်းရှောက်သွား၍ဧဝံဂေလိတရားကိုဟောလေ၏ဘာဖြစ်လို့အခုနတောလန်းကနေအာဇုတ်မြို့ကိုပေါ်လာတယ်လေဆိုတော့ဝိညာဉ်တော်သည်ဖိလိပ္ပိကိုဆောင်ယူတော်မူ၏ဒီမှာဒါလေးကိုကျွန်မနားလဲစေချင်တယ်သင်ဘယ်အလုပ်ပဲလုပ်လို့ဖယားသခင်ကလူတွေမမြင်ဘူးတဲ့ပုံစံမကြားဘူးတဲ့ပုံစံမစင်စားဘူးတဲ့ပုံစံနဲ့သင်ရဲ့ထဲထဲမှာအလုပ်လုပ်ဖို့ရင်အတွက်အမြဲတမ်းသူက ready ဖြစ်နေသင် ready ဖြစ်ဖို့ပဲလိုတာသူက ready ဖြစ်နေတယ်ကြည့်နော်သူ့မှာဘာအချိတ်ဆက်မှမရှိဘာအခွင့်အလမ်းမှမရှိဘာမျော်လင့်ချက်မှမရှိတဲ့တောလန်းထဲမှာနိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ယောက်ကိုနှုတ်ကပတ်တော်ဝင်ငှပြီးတော့ယဉ်နှစ်ချင်းပေးရဆိုတဲ့အရာဖြစ်တယ်လို့ဖြစ်နိုင်ခဲ့တယ်လို့ဒီနေ့တဲ့တက်တာအပြင်ဖယားသခင်ထိုကဲ့သို့သောအမှုရာတွေကိုလုပ်လိုက်မယ်ယုံပါအာမင်အမျိုးသမီးများကျွန်မဝန်ခံခြင်းနဲ့တဲ့တက်တာအပြင်မြန်မာနိုင်ငံမှာရှိတဲ့မပြောင်းလဲတဲ့နိုးထမှုဖြစ်လိမ့်မယ်ယုံပါအမျိုးသားများဒီနေ့မြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြုပြင်ပြောင်းလဲရေးအားလုံးကိုဥဆောင်ရတဲ့ပုံကိုယ်တွေဟာသင်တို့ဖြစ်လာလိမ့်မယ်လူငယ်များမြန်မာပြည်ရဲ့အနာဂတ်ကိုအလှပဆုံးဖြစ်အောင်ဖန်တီးပြီးတော့ဒီနေ့တီးဆောက်မဲ့သူဟာဒီနေ့ဒီမှာရှိတဲ့လူငယ်တွေဖြစ်ကြောင်းကျွန်မယေရှုနာမနဲ့ဝန်ခံတယ်ဟာလေလုယာကျွန်တော်တို့အသင်းတော်ထဲမှာရှိတဲ့ကလေးငယ်တွေဟာလည်းတန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့သွန်းလောင်းခြင်းအပြင်တခါမှမရခဲ့ဘူးတဲ့ breakthrough တွေကိုရပြီးတော့ငယ်ငယ်ရွယ်ရွယ်နဲ့နှုတ်ကပတ်တော်ဝင်ငှမဲ့ကလေးတွေဖြစ်ကြောင်းကျွန်မယေရှုနာမနဲ့ဝန်ခံတယ်အာမင်အဲ့လိုအတွေးခေါ်နေအဲ့လိုအမြင်ကဘယ်အချိန်မှရောက်လာတာလဲဘယ်အချိန်မှရောက်လာတာလဲငါကဝိညာဉ်လူဖြစ်တယ်ဝိညာဉ်တော်နဲ့ချိတ်ဆက်နေတယ်ဝိညာဉ်တော်နဲ့တွာလာနေတယ်ဝိညာဉ်တော်အကြောင်းကိုပဲစဉ်းစားနေတဲ့အခါမှာအဲ့ဒီတက်နိုင်ခြင်းကတင့်ရဲ့အသက်တာထဲမှာရောက်ရှိလာတယ်အခုကြည့်အခုစီးပွားရေးလုပ်နေတဲ့သူတွေကျွန်မဒါလေးကို prophet ပြုခြင်းတယ်အရင်ခက်နေတယ်မှတ်လားဘလောက်ပဲခက်ခဲတင့်ရဲ့အသက်တာထဲမှာအရင်အနည်းမတည်မှုတင့်ဘက်ကတပြားတစ်ချက်မှစိုက်ထုတ်ရှာမလို့ပဲနဲ့ဘုရားသခင်ကတင့်ရဲ့အသက်တာထဲမှာကြီးမားတဲ့လုပ်ငန်းတွေကိုဘုရားထည့်ပေးလိမ့်မယ်ကျွန်မဝန်ခံတယ်အခုပညာရေးနယ်ပယ်မှာကျမတို့အစင်မပြေမှုတွေအများကြီးရှိတယ်ဘလောက်ပဲရှိတော့တင့်မှာပညာရေးနဲ့ပတ်သက်ပြီးတော့ background မကောင်းတဲ့အရာပဲဖြစ်နေပါစေဘုရားသခင်ကပညာရှိတို့ကိုရှက်ကြောက်စေဖို့အတွက်လောကီအရာမှာတင်ဘလောက်ပဲအားနည်းနေပါစေပညာနဲ့ဉာဏ်နဲ့တင့်ကိုဘုရားကအုပ်ချုပ်နိုင်ရတဲ့အခွင့်အရေးတွေလည်းဘုရားပေးလိမ့်မယ်ကျွန်မယေရှုနာမနဲ့ဝန်ခံတယ်အဲ့ဒါဘုရားသခင်လှုပ်ဆောင်ချက်ဖြစ်တယ်အာမင်ဝိညာဉ်တော်ဘုရားရဲ့လှုပ်ဆောင်ချက်ဖြစ်တယ်ကဲနောက်တစ်ခုကိုကြည့်လိုက်တဲ့အခါမှာကဲသရိမြို့တိုင်အောင်မြို့ရွာအစဉ်အတိုင်းရှောက်သွားရေးဧဝံဂေလိကိုဝင်ငှတယ်မြို့ရွာအနှံ့ကိုရောက်သွားနိုင်တဲ့ power ဘယ်နေရာမှာဘယ်လိုသွားမလဲဘယ်လိုလုပ်ရမလဲဘယ်မြို့မှာဘယ်သူနဲ့ချိတ်ဆက်ရမလဲတော့ဘယ်စကားကိုဟောရမလဲဘယ်စကားကိုပြောရမလဲဆိုတဲ့အရာကိုဝိညာဉ်တော်အားဖြင့်ရှင်ပေါလုသိဖိလိပ္ပုသိတယ်သင်ဟောသိပြီလားသင်သိဖို့အတွက်ဘာလုပ်ရမလဲဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်မယ်ချိတ်ဆက်တယ်ဆိုတော့ဘာကိုပြောရလဲစကားပြောရမယ်စကားပြောကျွန်မမှတ်မိသေးတယ်ကျွန်မစင်ကာပူနိုင်ငံမှာရှိတဲ့အချိန်တုန်းကတရားဟောဆရာတယောက်လာတယ်သူကတရားဟောနေနေအခြားသောဘာသာစကားတစ်ချက်ထပြောတယ်ပြီးလေပြောဝိညာဉ်တော်ဖျားနေ oh I'm so happy ဆိုဘေးနောက်ကြီးကဘယ်သူမှမရှိဘူးလေဇာတိအနေနဲ့ကြည့်တဲ့သူကဒီလိုပဲစဉ်းစားမှာဒါပေမဲ့ तू အဲ့လိုမျိုးထပ်ပြုံးပြီးတော့ခဏနေကျရင်ထွက်လာတဲ့စကားလုံးတွေကလူငယ်စကားနဲ့ပြောမယ်ဆိုအနှစ်တည်းအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အရာတွေကို तू ကပြောတာဆိုတော့လူအနေနဲ့နားမလည်နိုင်တဲ့အရာတွေအားလုံးကိုဝိညာဉ်တော်ဖခင်ကအပြောင်းလဲလုပ်ပေးနိုင်တယ်ဆိုတဲ့အရာကိုသဘောပေါက်စေခြင်းတယ်အာမင်ဒါကြောင့်တကောခန်းကြီးနှစ်ခန်းငယ်6ကနေ12မှာဒီလိုပြောထားတယ်အတူတူကဖတ်ရအောင်ကျမ်းစာလာသည်နှင့်အညီဖခင်သခင်ကိုချစ်တော်သူတို့အဖို့လုံးကဖခင်သခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစည်သေးထိုအရာတို့ကိုဖခင်သခင်သည်မိမိဝိညာဉ်တော်အားဖြင့်ငါတို့အားဖော်ပြတော်မူ၏ဝိညာဉ်တော်သည်ဖခင်သခင်၏နက်နဲသောအရာတိုင်အောင်ခတ်သိမ်းသောအရာတို့ကိုစစ်တော်မူ၏လူ၏နက်နဲသောအရာကိုလူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတပါအဘယ်သူသိသနည်းထိုနည်းတူဖခင်သခင်၏နက်နဲသောအရာကိုဖခင်သခင်ဝိညာဉ်တော်မှတပါအဘယ်သူများမသိကြည်ကြည်လေးငါတို့သည်လောကီဝိညာဉ်ကိုမခံရကြဖ
ဖယားသခင်ပေးတော်မူသောအရာတို့ကိုသိချင်းအလုံးကဖယားသခင်ထံမှကြွလာသောဝိညာဉ်ကိုခံရကြပြီဟာလေလုယာဟာလေလုယာလက်ခုပ်တီးတော်ဒီနေ့ထိုဘုရားကိုကျေးဇူးတင်ရအောင်ဖယားသခင်နဲ့နေတဲ့အရာတွေကိုကျမတို့သိခွင့်ရှိတယ်အဲ့နဲ့နေတဲ့အရာကိုဖယားကသူ့ရဲ့ဝိညာဉ်တော်အပြင်ကျမတို့ကိုဖော်ပြလိုက်မယ်အာမင်တခါတည်းကျမတို့ဒီမှာဆူတောင်းပေးရတဲ့ရောက်လာတဲ့သူတွေကျမတို့ဘယ်လိုဆူတောင်းပေးရမလဲမသိဘူးဘယ်ကနေစဆူတောင်းပေးရမလဲမသိဘူးသူတို့ကလည်းပညာစမ်းနာလားဘာလားတော့မသိပါနော်ရခိုင်လို့မသိပါဆမကိုဖျားဖော်ပြသလိုတောင်းလိုက်တော်ဒီလိုပဲခက်တီတီပဲဒါပေမဲ့တောင်းလိုက်တဲ့အချိန်မှာဘာဖြစ်ဆိုမျက်ရည်ပေါက်ပေါက်ပေါက်ကျတဲ့အစင်တီဖျားဖြစ်သွားစေသူ့ရဲ့နောက်ကျောင်းတွေအားလုံးကိုဖျားဖော်ပြတယ်သူအခုလှုပ်နေတဲ့အရာအားလုံးကိုဖော်ပြတယ်သူလှုပ်ချင်တဲ့အရာအားလုံးကိုဖျားဖွင့်ပြတယ်အာမင်အဲ့တော့အရန်လွယ်တယ်လူတယောက်ပြောင်းလဲဖို့အတွက်ဝိညာဉ်တော်ဖခင်နဲ့ချိတ်ဆက်ပြီးအလုပ်လုပ်တဲ့အခါမှာလွယ်ကူတယ်ဒီလိုပဲသင်ကအခုဒီလောကမှာဖခင်ကသင်ကိုအမှုတော်ဆောင်နေရာမှာထားချင်မှထားလိုက်မယ်တနည်းအားဖြင့်အချိန်ပြည့်အမှုတော်ဆောင်ကိုပြောတာခရိယန်တိုင်းကတော့ဖခင်ရဲ့အစီကိုခံနေတဲ့သူတွေပဲဒါပေမဲ့အချိန်ပြည့်အမှုတော်ဆောင်မဟုတ်ဘဲနဲ့သင်ကအပြင်လောကမှာနော်နယ်ပယ်တစ်ခုခုမှာသင်ရှိနေတယ်ဆိုပါစို့အဲ့ဒီနယ်ပယ်ထဲမှာသင်ရောက်တဲ့အခါမှာသူတစ်ပါးနဲ့မတူတဲ့တောင်းနေအားလုံးရဲ့အထွတ်ကိုသင်ရောက်နိုင်ဖို့တဲ့ဝိညာဉ်တော်ဘုရားကကူညီနိုင်တယ်။အောင်မြင်ခြင်းတကာတွေအောင်မြင်ခြင်းအထက်ကိုသင်ကိုဘုရားကပို့ပေးနိုင်တယ်။ဉာဏ်ပညာတွေအထက်ကိုဘုရားသင်ကိုပို့ပေးနိုင်တယ်။အာမင်စီးစိမ်တွေအထက်ကိုသင်ကိုဘုရားပို့ပေးနိုင်တယ်။အခုကျွန်မဒီနေရာမှာတချို့သောအရာတွေကိုကျွန်မပြောလို့မရအောင်။တကယ့်ကိုဘုရားသခင်ရဲ့ဝိညာဉ်တော်အားဖြင့်0ကနေပြီးတော့တကယ့်ကိုဘီလီယံနာအထိဖြစ်ပျက်သွားတဲ့ပုံကိုယ်ရဲ့အကြောင်းကိုเนาะဒီနိုင်ငံကတော့မဟုတ်ဘူးအခြားနိုင်ငံရဲ့မိတ်ဆွေတွေထဲမှာကျွန်မကြားရတယ်အရန်အံ့ဩစရာကောင်းတယ်တကဘာလုံးကိုကင်လှုပ်နိုင်တဲ့သူတွေအဖြစ်ဘုရားကနော်အဲ့လိုအသုံးပြုနေတဲ့ဆိုတဲ့အရာတွေကိုကျွန်မကမြင်ရတယ်ကြားရတယ်မကြခင်မှာလဲသူတို့စာအုပ်ထုတ်မယ်ဒါပေမဲ့စာအုပ်ထုတ်ခြင်းမလာခင်မှာနော်ဒါကprivacy ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မပြောပြလို့မရအောင်သို့တော့ဝိညာဉ်တော်ဘုရားကသူ့ရဲ့အသက်တာထဲမှာအလုပ်လုပ်တဲ့အရာကလေတကယ့်ကိုကြောက်ခမန်းလေးအလုပ်လုပ်တာဖြစ်တယ်ဘုရားကအခုသူ့ကိုဘာဆက်ပြောလဲဆိုတော့မင်းကဘီလီယံနာတွေမကအခုတော့ဘီလီယံနာနော်နိုင်ငံတော်တော်များများကိုတခါတည်းနော်ဝယ်နိုင်တဲ့အဲ့မှာရှိတဲ့ property တွေကိုဝယ်နိုင်တဲ့ပုံကိုဖြစ်တယ်။သူ့ကို trillion နာအထိဘုရားခင်ကသူ့ကိုကောင်းကြီးပေးမယ်လို့ပြောတဲ့အခါမှာသူ့အနေနဲ့နမိတ်လက္ခဏာတွေကိုဇက်တိုက်ဝိညာဉ်တော်ဘုရားအပြင်မြင်ခဲ့တော့ yes and amen သူပဲဒါပဲထူလိုက်တယ်။ဒါပေမဲ့အဲ့လိုလူရဲ့အထဲထဲမှာဘုရားခင်ကဝိညာဉ်တော်ဘုရားအပြင်ဘာဖြစ်လို့ဖွင့်ပြတယ်လဲဆိုတော့သူ့ဘက်ကလည်းဝိညာဉ်တော်ဘုရားနဲ့ပတ်သက်တဲ့အရာကိုအမြဲတမ်းစဉ်းစားနေတာဘုရားနဲ့ပတ်သက်လာတဲ့အရာငါဘာလုပ်ရင်ကောင်းမလဲငါရဲ့ငွေကြေးတွေကိုဘလို့အသုံးပြုရင်ကောင်းမလဲဘယ်နေရာမှာဘုရားသုံးစေခြင်းလဲဒီလိုစဉ်းစားနေတာအဲ့လိုစဉ်းစားနေပြီးတော့ဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်နေတဲ့ပုံကိုယ်တွေကိုဝိညာဉ်တော်ဘုရားကနောက်ဆုံးသောကာလရဲ့စီးစဉ်ကိုပေးတာမဆန်းဘူးအာမင်ဉာဏ်ပညာတွေတခါတည်းသူတို့မစဉ်းစားနိုင်တဲ့ပုံစံတွေနဲ့သူ့ကိုဖွင့်ပြတာမဆန်းဘူးအခုနောက်ဆုံးနေအများကြီးရှိနေသေးတယ်အခုကျမတို့သိထားတဲ့ technology တွေအရင်မြင့်ပါတယ်ဆိုတဲ့အရာတွေကအခြားသောနိုင်ငံတွေမှာသူတို့သိထားတဲ့ technology တွေတော့ကျမတို့လိုက်မမီတဲ့အရာရှိတယ်အခု hints လေးနည်းနည်းပြောပြမယ် magnet လို့ခေါ်တဲ့တန်လိုက်ကနောက်ဆုံးထဲရတစ်ခုဖြစ်လာတော့မယ်တန်လိုက်အားဖြင့်လှုပ်ဆောင်မဲ့အရာတွေအများကြီးရှိတယ်အဲ့တော့တနည်းအားဖြင့်ချမ်းသာကြွယ်ဝမှုနဲ့ဆိုင်တဲ့အရာကိုခုနတယောက်က revelation ရတာဖျားဖွင့်ပြတာကြည့်နော်ဒါကြောင့်မို့စီးပွားရေးနယ်ပယ်ထဲမှာသင်ရှိနေတဲ့အခါပဲဖြစ်ဖြစ်အိမ်တော်မိသားစုပဲဖြစ်ဖြစ်ပညာရေးထဲမှာပဲဖြစ်ဖြစ်ဘယ်ကဏ္ဍပဲမဆိုသင်ရှိနေတဲ့နေရာမှာဘုရားသခင်ကသူတစ်ပါးနဲ့မတူတဲ့ဖွင့်ပြချက်တွေကိုဝိညာဉ်တော်အားဖြင့်သင်ကိုဖွင့်ပြခြင်းနဲ့သင်ကနားထောင်ရမှာသင်ကအချိန်ပေးရမှာသင်ကလောကနဲ့ဆိုင်တဲ့အရာတွေအားလုံးကိုရက်တက်လိုက်ဖွင့်တဲ့ဒီနေ့ဘုရားသခင်ကအလိုတော်ရှိတယ်။ဘာလို့တမန်ကျမ်းစာထဲမှာပြန်ကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့အေဖက်ဩရာစာအခန်းကြီး9အခန်းငယ်16ကနေ18မှာဒီလိုပြောထားတယ်ယခုနေ့ရက်ကာလတို့သည်စိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့တနည်းအားဖြင့်နေ့တိုင်းပြင်းမနေနဲ့နေ့တိုင်းဝိညာဉ်ပိုင်းစာမှာရေးသားခုံမနေနဲ့ဖခင်နဲ့စကားပြောခြင်းဖခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာခြင်းဖတ်ရှုခြင်းတရားစကားကိုနားထောင်ခြင်းဆိုတဲ့အရာတွေကိုပြန်လည်ပြီးတော့လုပ်ကြအာမင် Don't be lazy hallelujah ကာလအချိန်ကိုရွေးနှုတ်ကြဉာဏ်ပညာရှိကြအာမင်ထို့ကြောင့်တတိမရှိသောသူမဖြစ်သခင်ဘုရား၏အလိုတော်ရှိရာကိုပိုင်းခြား၍သိတော်သူလိုက်ပြောပါအောင်ပိုင်းခြား၍သိတော်သူအာမင်
ဖယားသခင်အလိုတော်ရှိတဲ့အရာကဘယ်အရာဖြစ်တယ်လဲဆိုတဲ့အရာကိုပိုင်းခြား၍သိတော်သူတနည်းအားဖြင့်ဝိညာဉ်ပိုင်းဆိုင်မှာကြီးထွားတော်သူတွေဖြစ်ကြပါတယ်ထိုကဲ့သို့ဖြစ်နိုင်ဖို့ရန်အတွက်ဖယားက hints ပေးထားတယ်လွန်ကျူးစေတတ်သောစပြည့်ရဲ့ရှောင်းမရင်မှုခြင်းရှိသမျှကိုရှောင်းမလောကကိုအားနာနေဝိညာဉ်တော်နဲ့ဆန့်ကျင်မဲ့ဖြစ်လိမ့်မယ်ဒီလောကကလူမျက်နာတွေကိုကြည့်ပြီးအထက်ရောက်ဖို့နဲ့မကြိုးစားပါနဲ့ဝိညာဉ်တော်နဲ့သွားလာတဲ့သူကလူတိုင်းရဲ့အထက်ကိုရောက်တယ်အာမင်အာမင်ဖခင်ကပြောလွန်ကျူးစေတတ်သောစပြည့်ရည်နဲ့ရင်မှုခြင်းကိုရှောင်၍ကျွန်မပြောပြမယ်ဒီထဲမှာ celebrities တချို့ပါတယ်အရက်ကျင်ညာတွေမရိုက်ကြပါနဲ့ရင်မှုခြင်းနဲ့ဆိုင်တဲ့ဆက်လက်ကြော်ညာတွေမရိုက်ကြပါနဲ့ဖေးကြော်ညာတွေမရိုက်ကြပါနဲ့ကြုံတင်ပြောတာပြီးမှဆရာမကျွန်တော်လှုပ်တင်လားမလှုပ်တင်လားတခါတည်းပြောမယ်ကျမ်းစာအရာအာမင်အဲ့ဒီအရာနဲ့ပတ်သက်လာမယ့်ငွေကြေးကိုမမတ်မောကြပါနဲ့အာမင်နောက်ထပ်ဘုရားသခင်ကစီးစိမ်ဥစ္စာကိုသူ့ရဲ့ဖြောင့်မတ်ခြင်းနီးလန်တန်ရှင်းခြင်းနီးလန်နဲ့ပေးနိုင်တယ်ဆိုတဲ့အရာကိုကျွန်မဒီနေ့တင်ကောင်းပါခြင်းတယ်အာမင်ဘုရားကိုသင်ပေးလိုက်ပြီဆိုရင်ပေးလိုက်တဲ့အရာအတိုင်းမှာတိုးပွားခြင်းရှိတယ်အာမင်အဲ့ဒီအရာနဲ့ဆိုင်တဲ့ငွေကြေးသင်ဆုံးရှုံးသွားပြီဆိုရင်300ပဲဆိုပါစို့ပြန်လာမဲ့အရာက300မကဘူးကျင်းသေးတယ်သုံးရမကုန်နိုင်တော့ငွေကြေးနဲ့ကောင်းကြီးမင်္ဂလာကိုတည့်ရဲ့တက်တာထဲမှာသွန်လောင်းပေးနိုင်တယ်အာမင်အဲ့တော့စပြည့်ရည်နဲ့ရင်မှုခြင်းကိုရှောင်မှ hints ကပါလေအဖြေကပါလေဖခင်သခင်ရဲ့အလိုတော်ရှိတဲ့အရာကိုပိုင်းခြား၍သိတော်သူဖြစ်ဖို့နဲ့ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလော့ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလော့လည်းပြောပါဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလော့ခဏတဖြုတ်ရှိခိုင်းတာမဟုတ်ဘူး present continuous tense အမြဲတမ်းရှိခိုင်းတာနေ့တိုင်းဆူဇန်နာနေရဝိညာဉ်တော်ဘုရားကိုစောင့်နေရမယ်ဆူဇန်နာမင်းနေရဝိညာဉ်တော်ဘုရားနဲ့ပြည့်နေရမယ်အိုးဆူဇန်နာဝိညာဉ်တော်ဘုရားကိုတောင်းခံပါဒီလိုကိုယ့်ရဲ့ဝိညာဉ်ကိုစကားပြောပါတစ်ဖက်မှာဝိညာဉ်တော်ဘုရားကိုစကားပြောပါဝိညာဉ်တော်ဘုရားတွန်းလောင်းပါအဆက်မပြတ်တွန်းလောင်းပါမရက်တတ်မှာနဲ့ဒီလိုပြောရမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်မလို့သူတို့သမီး10ယောက်ရဲ့အဖြစ်အပျက်ကိုကျမတို့အားလုံးမှတ်မိမယ်လို့ကျမယုံကြည်တယ်သူတို့သမီး10ယောက်မှာ9ယောက်ကမိုက်လိုက်တာတဲ့ဖခင်ကဒီလိုမှတ်တမ်းတင်ထားတယ်နောက်ထပ်9ယောက်ကိုတော့ပညာရှိလိုက်တာတဲ့ပညာရှိတဲ့သူတို့သမီးကဘလို့သူတို့သမီးလဲဆိုတော့မိမိရဲ့စီအိုးထဲမှာမိကွက်ထဲမှာစီအပြည့်ပြည့်ထားတဲ့သူကိုပညာရှိတဲ့သူလို့ခေါ်တယ်တန်တဲ့အဲ့ဒီပညာမဲ့တဲ့သူတွေကသူတို့သားလဲလာကောကြိုဖို့ရန်အတွက်အလင်းမရှိတော့ကြိုဖို့ရန်အတွက်အလင်းမရှိတဲ့အခါမှာစီရှိတဲ့ပညာရှိတဲ့အမျိုးသမီးတွေစီကသွားပြီးတော့ချီးတာငားတာဒါနဲ့ပညာရှိတဲ့မျိုးသမီးတွေကဘာပြန်ပြောလိုက်လဲမင်းတို့ကပေးလို့မရအောင်ငားလို့မရအောင်စီရောင်းတဲ့သူစီမှာစီသွားဝေကြတဲ့စီရောင်းတဲ့သူဆိုတာဘာတူလဲစီရောင်းတဲ့သူဆိုတာဘာတူလဲဝိညာဉ်တော်ဖျားဖြစ်တယ်ဝိညာဉ်တော်ဖျားဖြစ်တယ်စီအပြည့်ရှိခြင်းဆိုတာဘာလဲဝိညာဉ်တော်ဖျားနဲ့ရင်းနှီးမှုအပြည့်အဝရှိခြင်းကိုပြောနေတာဝိညာဉ်တော်ဖျားရဲ့ဖြည့်ခြင်းကိုခံထားရတဲ့အရာကိုပြောနေတာအာမင်ဒါကြောင့်မို့ဖျားသခင်ရဲ့ဝိညာဉ်တော်နဲ့ယဉ်ကျေးကြောင်းဝင်ခြင်းဆိုတာအငှားပေးလို့မရဘူးဝိညာဉ်တော်ဖျားနဲ့ယဉ်ကျေးကြောင်းဝင်ခြင်းကိုဆရာမဆူဇန်နာမင်းကဝိညာဉ်တော်ဖျားနဲ့အရင်ယဉ်ကျေးကြောင်းဝင်နေလို့ကျွန်မအငှားပေးလို့မရဘူးဒါပေမဲ့ကျွန်မကတတိပေးလို့တော့ရတယ်အခုနောက်ပညာရှိတဲ့သူတို့သမီး9ယောက်ကတတိပေးတယ်လို့စီပိုင်ရှင်ထံမှာစီသွားဝယ်ကြအာမင်မနေ့မိုးလေးလေစီပိုင်ရှင်နဲ့ချိတ်ဆက်မယ်ဓာတ်စီပိုင်ရှင်ပြောတာမဟုတ်ဘူးဇာတိအကြောင်းကိုစဉ်းစားတဲ့ပုဂ္ဂိုလ်တွေတခါတည်းဖျားဖွင့်ပြတယ်ဓာတ်စီအကြောင်းကိုစဉ်းစားနေတာရက်လိုက်ဖျားအကြောင်းလာဖို့ဓာတ်စီမရှိတဲ့ခြေချင်းလာလို့ရတယ်တကယ်လာလို့ရတယ်ကျွန်မပြောပြမယ်ကြုံတုံးလေးမြန်မာပြည်မှာ2008ခုနှစ်လောက်တုန်းကနာဂစ်အကြီးကျယ်ဖြစ်တယ်ကျွန်မအဲ့တော့ကျွန်မရဲ့ဖျားเจ้าကခွဲကြံမှာကျွန်မနေတာမြင်းဒီကုန်းမှာကားကြုံမရှိလို့လမ်းလျှောက်ပြီးတော့လာတယ်ကိုဝင်9လကျော်နေပြီကျွန်မပြောပြမယ်ဝိညာဉ်ပိုင်းဆိုင်မှာဝိညာဉ်သဘောနဲ့ပြည့်တဲ့သူကဘယ်ရာမှသူ့ရက်တန်လို့မရအဲ့ဒါကိုသဘောပေါက်ရမှာအဲ့ဒါကိုသဘောပေါက်မှာဝိညာဉ်ရာကိုအမြဲတမ်းစာငတ်နေတာမြင်တတ်တာကြားတတ်တာလိုချင်တာအာမင်အာမင်အွန်လိုင်းမှာရှိတဲ့ညီကောင်မောင်မများမိမိစိတ်ဝိညာဉ်ကိုစကားပြောပါငါဟာတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုလိုချင်တတ်မှတ်တော်သူဖြစ်တယ်
Amen. Hallelujah. Be filled with the Holy Spirit. Be being filled. အမြဲတမ်းဖြစ်တာသင်ရင့်ကျက်လာလိမ့်မယ်သင်ကြီးရင်လာလိမ့်မယ်သူများတွေးတယ်လို့မတွေးဘူးသူများပြောတယ်လို့မပြောဘူးတနည်းအားဖြင့်ငါတို့ဇာတိထဲကနေပြီးတော့စူးစမ်းပြီးတော့ယုံထွက်ရမယ်ဆိုတော့အစစ်မဟုတ်တော့ဘူးယုံထွက်တဲ့အစစ်မဟုတ်တော့ဘူးအပြစ်ထဲကနေစူးစမ်းပြီးတော့ယုံထွက်တဲ့အစစ်မဟုတ်တော့ဘူးသင်ကနေပယ်ပြောင်းလိုက်တဲ့အတွက်ကြောင့်မလို့ယုံထွက်ပြီးသားဖြစ်သွားတယ်ဝိညာဉ်တော်နဲ့ဆိုင်တဲ့အရာဝိညာဉ်နဲ့ဆိုင်တဲ့အရာကိုသင်ကစဉ်းစားတွေးခေါ်ပြီးတော့ဝိညာဉ်တော်နဲ့မိတ္တာရောက်ဖွဲ့တဲ့အခါမှာသင်ကအလိုလိုဇာတိကိုနိုင်တာအာမင်တမချင်တဲ့ကအလိုလိုထွက်သွားပြီးသားဖြစ်တာမချမ်းမာခြင်းတဲ့ကအလိုလိုထွက်သွားပြီးသားဖြစ်နေတာစိတ်ထကြခြင်းတဲ့ကအလိုလိုထွက်သွားပြီးသားဖြစ်နေတာအာမင်သင်ကိုဖခင်ကဒီသူ့ရဲ့အထဲထဲမှာမွေးပျော်စေခြင်းနဲ့အာမင်ဒါဆိုအဲ့ဒီစီကိုဘယ်လိုဖြည့်မလဲစီကိုဘယ်နေရာမှာဖြည့်မလဲဘယ်ချိန်မှာဖြည့်လူမမြင်တဲ့တကားနောက်ွယ်မှာဖြည့်ရပြန်ကြည့်ပါအေလိရှဲစီကိုမုတ်ဆိုးမတယောက်လာတယ်သူ့သားနှစ်ယောက်ကဂျုံခံရတော့မယ်ဒီဖြစ်အလုံးမမိလားမသိဓမ္မရာဇဝင်ထဲမှာသူ့သားနှစ်ယောက်ကဂျုံခံရတော့မယ်စရုပ်ဒဆဆောင်ခန်းကြီးလေးခက်ငယ်တက်ကနေခုနှစ်တချို့သောသူတွေစံစာရေးခြင်းတဲ့သူတွေရှိရဆိုတော့ကျွန်မသဘောပေါက်တယ်ဓမ္မရာဇဝင်စရုပ်ဒဆဆောင်ခန်းကြီးလေးခက်ငယ်တက်ကနေခုနှစ်အိမ်အောင်ပြန်ဖက်ကျွန်မပြောတဲ့အရာပဲယုံမနေနဲ့ကိုပြန်ဖက်အာမင်အဲ့ဒီချိန်မှာလာတဲ့အခါမှာမုတ်ဆိုးမကဘာပြောလဲဆိုတော့ခင်မွန်းတယ်မရှိတော့တဲ့အတွက်ကြောင့်မလို့ချင်းငါယူရင်းနဲ့အခုအကျွေးရှင်တွေလာတော့သားနှစ်ယောက်ကဂျုံဖြစ်တော့မယ်ပေးစရာမရှိတဲ့အတွက်ကြောင့်မလို့ဂျုံဖြစ်တော့မယ်ဒါကြောင့်မလို့ကဲမသနာပါလို့ပြောတဲ့အခါမှာအေလိရှဲကဘာပြောလဲမင်းမဘာရှိလဲစီအိုးတစ်လုံးမှတပါဘာမှမရှိဘူးတဲ့ဒါပေမဲ့စီခံဖို့အိုးတစ်လုံးတော့ရှိနေတယ်ဟာလေလုယာတချို့သောသူတွေတန်ရှင်းသောဝိညာဉ်တော်ဘုရားနဲ့လုံးဝအချိတ်ဆက်မရှိတဲ့သူတွေရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်တော်ဘုရားကလက်နေတဲ့သင်ရဲ့အသက်တာထဲမှာသူဖြစ်ပေးခြင်းနဲ့ဘုရားရှိစာငတ်မှုလေးကအိုးတစ်လုံးစာလောက်တော့ရှိဖို့လိုတယ်တကန့်လေးတော့ထားတာဝိညာဉ်တော်ဘုရားသင်ကိုဖြည့်ပေးလို့ရတယ်အာမင်အဲ့ဒီအချိန်မှာဘာပြောလဲဆိုအိမ်ကြီးချင်းတွေမှာတဲ့လက်တဲ့အိုးတွားပြီးတော့ငားပါတယ်ငားခဲ့အိမ်ကိုရောက်တဲ့အခါမှာသားတို့ကိုခေါ်ပြီးတော့မင်းတကားပိတ်လိုက်တော့တယ်မိသားစုတွေခေါ်ပြီးတကားပိတ်လိုက်အာမင်ဆိုရှယ်မီဒီယာနဲ့ဆိုင်တဲ့ရောက်ကိုခဏလောက်တကားပိတ်ထားပါဦးအာမင်အပျော်ပါးနဲ့ဆိုင်တဲ့ရောက်ခဏလောက်တကားပိတ်ထားပါဦးငွေကြေးတွေနဲ့ဆိုင်တဲ့အရာတွေကိုရှာဖို့ပဲစဉ်းစားနေရတယ်ခဏလောက်ဒီလောကနဲ့ဆိုင်တဲ့အရာကိုတကားခဏပိတ်လိုက်ပါဦးအဲ့ဒီတကားရဲ့နောက်ွယ်ကိုသွားပြီးတော့မှစီဖြေးလို့ရတယ်တဲ့အဲ့ဒီတကားနောက်ွယ်မှာဒီနေ့ဖယားသခင်နဲ့ချိတ်ဆက်ပါဖယားသခင်နဲ့ယဉ်ကျေးပါလို့ပြောနေခြင်းဖြစ်တယ်အာမင်အဆက်မပြတ်မချားမလဲစကားပြောတဲ့အချိန်ရှိသလိုဝိညာဉ်တော်ဘုရားနဲ့အပြည့်ဖြည့်မယ်ဆိုရင်တော့နောက်တစ်ဆင့်ကဘာလဲဆိုတော့သီးသန့်အချိန်ယူပြီးတော့မှဖယားနဲ့စကားပြောခြင်းဆိုတာရှိတယ်ထသွားထလာမဟုတ်တော့ကိုတော့ကျွန်တော်ကားမောင်းနေတဲ့ကွက်ကပါဝိညာဉ်တော်ဘုရားကျွန်တော်ကိုဥဆောင်ပေးပါအဲ့လောက်အဆင်မဟုတ်တော့တကားကိုပိတ်ပြီးတော့မှဖယားသခင်တို့သီးသန့်အချိန်ယူခြင်းနဲ့မှာဝိညာဉ်တော်ဘုရားနဲ့သီးသန့်စကားပြောခြင်းနဲ့မှာသင်သွားဖို့အတွက်အရေးကြီးတယ်အာမင်အဲ့ဒီအချိန်မှာသင်ရဲ့အသက်တာထဲမှာရှိနေလက်နေတဲ့အရာတိုင်းကိုဉာဏ်ပညာမဲ့နေတာဉာဏ်ပညာဆိုတော့အိုးတဲ့ကိုဉာဏ်ပညာသွန်လောင်းပေးမယ်အစွမ်းတတိမဲ့နေလားတတိမရှိဘူးလားရဲရင်ချင်းတွေကုန်နေလားအဲ့ဒီအိုးထဲမှာဝိညာဉ်တော်ဘုရားကရဲရင်ချင်းတတိဆိုတဲ့အရာကိုထည့်ပေးမယ်သင်ကဖခင်စကားပြောဖို့ရန်အတွက်နှုတ်ရှာပါဇက်ကတော့တခါတည်းဖခင်စကားမရှိတဲ့အိုးတစ်လုံးဖြစ်နေသလားအဲ့ဒီအိုးထဲမှာဝိညာဉ်တော်ဘုရားကသူ့ရဲ့နှုတ်ကပတ်တော်ကိုဖြည့်ပေးမှာဖြစ်တယ်ဟာလေလုယာအိုတရဲ့အသက်တာထဲမှာလက်နေတဲ့အိုးမှန်သမျှကိုဖြည့်ပေးဖို့အတွက်ဝိညာဉ်တော်ဘုရားကအစဉ်သင်းရှိတယ်သင်လုံးမဲ့အရာကတကားနောက်ွယ်ကိုသွားတကားကိုပိတ်လိုက်ပါဒီလောကနဲ့ဆိုင်တဲ့တကားတွေကိုခဏလောက်ပိတ်ထားလိုက်ပါသင်ရဲ့အသက်တာထဲမှာထိုက်တန်တကားပိတ်လိုက်ခြင်းရဲ့သွန်းလောင်းခြင်းကိုခံစားရမယ်အာမင်ထိုက်တန်ရမှာဖြစ်တယ်လိုရာထပ်ပိုတဲ့အရာကိုရမှာဖြစ်တယ်အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့သွန်းလောင်းခြင်းကိုသင်ခံစားရမှာဖြစ်တယ်ဟာလေလုယာသူတို့ဘာတွေကငတ်မောခေါင်းပါနေတဲ့အချိန်မှာ
နှုတ်ကပတ်တော်မဲ့နေတဲ့အချိန်မှာနှုတ်ကပတ်တော်ရှားပါနေတဲ့အချိန်မှာသင်ရဲ့အသက်တာထဲမှာတော့အဆက်မပြတ်စီးစင်းနေတဲ့မြည်ရည်ကဲ့သို့ဖြစ်လာမယ် Hallelujah Thank you Holy Spirit Amen ဘာသာရေးအတွေးခေါ်တဲ့ကထွက်ခဲ့ရအောင်ဇာတိနဲ့ဆိုင်တဲ့အတွေးခေါ်တဲ့ကထွက်ခဲ့ရအောင်ဘသူထဲမှာမွေးပြောမလဲတန်ရှင်းသောဝိညာဉ်တော်ထဲမှာမွေးပြောကြရအောင်တန်ရှင်းသောဝိညာဉ်တော်ဘုရားနဲ့စကားပြောရအောင်တန်ရှင်းသောဝိညာဉ်တော်ဘုရားကိုချစ်ရအောင်ဝိညာဉ်တော်ဘုရားကိုမချစ်တတ်တဲ့သူများဘုရားချစ်တတ်တဲ့နှလုံးသားပေးပါစေဝိညာဉ်တော်ဘုရားကိုဂုဏ်ပြုလေးစားဖွင့်တဲ့မေ့လျော့သောသူများထိုဝိညာဉ်တော်ဘုရားရဲ့တကုန်းကြီးခြင်းကိုယခုပင်ဖွင့်ပြခြင်းခံစားရပါစေ Hallelujah အားလုံးရှင်ရကနေခဏလောက်မတ်တရချရအောင်